ပါရှင်။ကျမတို့ရဲ့ဖြွေးတာထိတ်မှတ်ချင်နေရနေပြီးတော့ချစ်ရတဲ့ပရိသတ်ကြီးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်။စိတ်ဝင်စားစရာချစ်စလငောင်းများစွာကိုအမျက်မပြတ်ရွေးချယ်ပြီးတင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကနေဒီနေ့မှာတော့ချစ်ရတဲ့ပရိသတ်ကြီးနားဆင်ရမယ့်ချစ်စလငောင်းလေးကစာရေးသူမေချိုခိုင်ခိုင်အောင်ရေးသားထားတဲ့ချစ်စိတ်တိတ်တိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးသွားကြပါရှင်။ဒီဇာတ်လမ်းလေးကလည်းဇာတ်လမ်းကောင်းတစ်ပုဒ်မှုအားလုံးပဲလိုက်ပါစီမြောင်ခန်းစားပေးပါအောင်လို့ဖိတ်ခေါ်ရင်းနဲ့ကျွန်တော်တို့အခုပဲဇာတ်လမ်းလေးကိုစတင်လိုက်ပါရစေရှင်။ခြေနှချောင်းမကဲကောင်းဘူးတဲ့။ဒီဆိုရိုးစကားတိုင်းကြော်စွာခြေနှချောင်းကဲရမောင်အလွန်ကြောက်ပါရင်ကုညီထောက်ပံ့ပေးခြင်းနဲ့ဆိုရင်ထမင်းအဝတွေးလိုက်မယ်။ငွေကြေးတက်ဆန်းတလောက်လေးပေးကမ်းလိုက်ပါမယ်။ဒီလိုစိတ်မျိုးပဲကြော်စွာမှရှိတယ်။ဒါပေမဲ့သူမိခင်တော်ထွေးပူကတော့ဒီလိုမဟုတ်ဘူး။တပားသူကိုကျွေးမွေးပေးကမ်းရုံများမကအခုဆိုရင်သူ့အိမ်မှာခြေနှချောင်းနဲ့တရဝါမာလေးညရမုံဆိုတဲ့မိန်းကလေးကိုမွေးစားသမီးအနေနဲ့အပီးပိုင်ခေါ်ယူပြီးမွေးစားထားတယ်။ညရမုံကရွာရဲ့အနောက်ဘက်မှာရှိတဲ့ဇီးပြူကုန်းရွာသူပါ။လွန်ခဲ့တဲ့လကပဲသူမမိခင်ကြီးသေဆုံးသွားလေတော့ဘယ်ဘလို့ဆက်ဆက်မိတယ်မသိပဲအထုပ်ဖို့အစုံလေးနဲ့မပြောမဆိုအိမ်ခေါ်ချလာခဲ့။မိခင်ကိုအရန်ချစ်လို့အရန်အလေးထားတဲ့သူ့အတွက်မိခင်စိတ်ဆင်းရဲမအောင်မလို့လားလို့စောရကတစ်ချက်မှမတက်ခဲ့ပါဘူး။လူလားကြည့်ပြီးတော့လည်းမဟုတ်ပေမဲ့မိခင်စိတ်ချမ်းသာဖို့သာရှေ့တန်းတင်ပြီးတော့သူကောင်းကြီးလက်ခံခဲ့တယ်။ညရမုံနဲ့နမရလှတယ်လို့လူကလည်းဘုံကျိုးပြက်တဲ့မိုးနဲ့သူစားလိုမျိုးလှလုံးနဲ့သူပါမပိန်မပါခန္ဓာကိုယ်နဲ့မွေးရပါကောက်ကြောင်ကြောက်အလှတွေကရှိုက်ဖို့ကြီးငယ်အသွဲသွဲနဲ့စိုးပြေဝင်းမှုနေအသားရည်နဲ့ညနာဖူးဖူးလှလှလေးကိုပိုင်ဆိုင်ထားတာကြောင့်ရွာကလာသားတွေပါဆက်ကမချနိုင်အောင်ပိုးပန်းခံနေရတဲ့သူလေးပါအေးစစ်စစ်နေနေတဲ့သူ့အတွက်အိမ်မှာညရမုံရောက်လာတဲ့ကအိတ်ကောင်းခြင်းမအိပ်ရစားကောင်းခြင်းမစားခင်ရပါဘူးညမောင်ကြီးပြောတာနဲ့အိမ်ရှိရမကြီးပင်အိုကြီးအောက်မဲဒလင်တလက်နဲ့မခောက်တဲ့ခောက်ပြီးကပောက်ကချာတန်စိန်နေနဲ့ငှက်ဆိုးထိုးတန်အလားအတန်ဆိုးကြီးတွေကိုတီးခံနားထောင်ပေးရတဲ့အဖြစ်ကလည်းရှေးဘွားကဝှကြေးကန်တစ်ခုပါလားကိုကျော်စွာဟာအုပ်စဘောရုပ်ချောသဘောကောင်းကြီးပါတော့ဆိုတဲ့ညောက်တိုးပင်ကောစကားတွေအောက်မှာပြဝတ်ကခါဆိုင်ရင်ဒေါသစိတ်ကိုမျိုးသိမ့်နေရတယ်အဲ့လိုပဲညရမုံပါဇက်ကမချတပူကက်ကက်နဲ့ချစ်တက်လုံးနေရဲ့မိခင်ကြောင့်လေညရမုံအပေါ်သူမူရိတာမပွားနိုင်ပေနဲ့အမြင်ကက်လာရတယ်တလာလုံးအိမ်မှာအတူနေလို့မှဒီမင်းကလေးနဲ့အလာပါတလာပါစကားမဆိုမိပါဘူးဒါပေမဲ့လေအမြင်ကက်တဲ့စိတ်နဲ့ကြည့်မရတဲ့စိတ်ကတော့ပြက်ပြဲမသွားဘူးဒူးနဲ့တဲနဲ့အုံလိုက်ကျင်းလိုက်ပါပဲစကားသိမ့်မဆိုဘူးဆိုပေမဲ့သူ့မျက်နှာအရိပ်ကဲကိုဒီမင်းကလေးကဖတ်တက်နေရကြောင်းသူ့ကိုဆိုအမြဲတမ်းထိတ်လန့်ကြောက်ရွံ့ဟန်ပြတတ်ပါတယ်ဒါကြောင့်သူ့အလိုကျသူ့သဘောကျနေထိုင်ပြုမှုတတ်ပါတယ်ဒါလည်းသူအလိုမကျပြန်ဟောပြောရင်းဆိုရင်ကာလာသားတွေအော်ဟစ်ကုန်ကြပြီမောင်ရင်ပြောတာနဲ့နစီတဲ့တန်းဝင်လာတာကတွန်တေးဆိုအောင်ရဲ့တီးတချင်းနဲ့ဖိုးထွေးရဲ့အတန်ဆိုးကြီးပါညရမုံတကားရီကုန်ပိတ်ပြပါဟုတ်ကဲ့ကိုပိတ်မှသိပေမဲ့လည်းအထွန်းတက်ပြီးခိုင်းလိုက်ရမှသူကျင်းတတ်တယ်လှုပ်လီလှုပ်လေတကားပိတ်နေတဲ့ညရမုံပုံစံကသူ့မျက်စိတွေပဲများနေရလို့ထင်မိပါတယ်ဒါကြောင့်သူစိတ်မရှိတော့ဘဲနဲ့အော်ငေါ့ပြလိုက်မိပါရဲ့တကားရီတက်ပိတ်ဆန်ညရမုံစလိုမိုရှင်နဲ့လှုပ်မနေနဲ့ဒါရုပ်ရှင်ရိုက်နေမှာမဟုတ်ဘူးအေးကိုကလည်းရမုံပုံစံဒီတိုင်းပဲဟုတ်သူ့ထံမျက်စောင်းလေးဝဲပြီးရမုံပြောလာတယ်မဟုတ်ဘူးမင်းယောက်ျားကြီးရှိတမင်ရှိုးပြနေတာငါမသိဘူးများမှတ်နေလားမဟုတ်ပါဘူးဆိုညရမုံတကားကိုအမြန်ပိတ်သူမခန်းထဲပြေးဝင်သွားတယ်သူသိပါတယ်ဒီကောင်မလေးအခန်းထဲအိမ်ရင်နဲ့သချင်းတန်လေးနားထောင်နေလိမ့်မယ်ဟိုနေ့ကသူမတငယ်ချင်းကီတီကိုပြောနေတဲ့နေသူကြားတယ်ဂီတာတို့မဲဒလင်တို့နဲ့သချင်းဆိုတာကိုအရန်သဘောကျကြိုက်နေတတ်တာလေကီတီဆိုတာညရမုံလို့ရွာမဟုတ်ပါဘူးဒီရွာသူစစ်ဇီးပြူကုန်းရွာမှာအထက်တန်းကျောင်းမရှိတာကြောင့်အထက်တန်းကျောင်းရှိတဲ့သူတို့ရွာကိုကျောင်းလာတင်နဲ့ကီတီနဲ့အတန်းတူကတငယ်ချင်းဖြစ်သွားပါတယ်တက္ကသိုလ်တက်လို့ပွဲရတဲ့အထိညရမုံနဲ့ကီတီကအတူတူတွဲခဲ့ကြပါတယ်အခုညရမုံအမေကမွေးစားလိုက်တော့တငယ်ချင်းမဖြစ်တဲ့ကီတီကညရမုံရှိတဲ့သူ့အိမ်ကိုနေညမပြတ်ဝင်ထွက်နေပါတော့တယ်ကီတီဆိုတာကရွာမြင်းနဲ့ဖုံးရွာသက်ကြီးဦးတာလူရဲ့တဦးတီသောသမီးရွာရဲ့ကိုးနောင်ကိုင်ပန်းနောင်ကိုင်မိမလှလေးတဦးပါညရမုံအကြောင်းကနေကီတီเจ้าအတွေးတွေကူးဆက်လာတာမို့သူအတွေးတွေကိုရက်ပြစ်လိုက်ပြီးအိမ်ရှိစီအကြည့်ရရွှေ့မိရဲ့အိမ်ရှိမကြီးပင်အိုကြီးရဲ့အောက်မှာကာလာသားတစု
ဟိုဆက်ဒီဆက်တချင်းကြီးအော်ဆိုနေတော့ကီတီရဲ့အကိုတာကြီးအတန်ကတော့တခြားကာလာသားကြီးလိုမဟုတ်ဘူးအတန်တော်ကောင်းရှာတယ်မျိုးချောင်းတက်ခဲ့ဘူးတဲ့ခိလူငယ်ပြီးဂီတာကိုကျွမ်းကျင်နှံ့ဆန်ကိုတီးခတ်တက်ပြီးအတန်လေးပြတ်သားကြည်နေလှပါတယ်တာကြီးရဲ့ထွေးညိုတချင်းတန်ကသူနားရဲ့အတော်ပြည့်ပြည့်နေရဲ့ရမုံကိုသာအခန်းထဲပိတ်စေပြီးအိမ်အောင်ဝင်ခိုင်းလိုက်ရတယ်သူကိုယ်တိုင်ကျတော့အိမ်ရှိတစက်မိမှာအကြနာထိုင်ပြီးရေနွေးချမ်းတောက်လက်ဖက်တုပ်ဝိုင်းနဲ့တချင်းနားထောင်ပြီးတော့စိမ်းတော့အကြသားပါလားသူ့အလောက်ကအိမ်ရှိမှာဆိုင်ကယ်ပစ္စည်းအပိုဆိုင်လေးဖွင့်ထားပြီးတော့ဒီဆိုင်လေးနဲ့တွဲလျက်လေထိုးချစ်ပါဆိုင်ကယ်ပါပြင်ပါတယ်အလုပ်ဟူသမျှဂုံရှိစွာဆိုသလိုဘွဲရဖြစ်ပေမဲ့အစိုးရလာခစားဝင်မလုပ်ပဲကိုပိုင်လုံလေးလုပ်ဖြစ်တယ်ကနဦးမှာဆိုင်ကယ်ဝက်ရှော့ပြီးဇောက်ချန်လုပ်ခဲ့ပြီးတော့ညရမုံအိမ်ဝင်ရောက်လာတော့မှဆိုင်ကယ်ပိုပစ္စည်းဆိုင်လေးထောက်ဖွင့်လိုက်တာဖြစ်ပါတယ်ညရမုံကအပိုပစ္စည်းဆိုင်မှာထိုင်နေသူကတော့ဆိုင်ကယ်ပြင်နေအလုပ်နေထားရတော့အဆင်ပြေတယ်ဆိုပါတော့ညရမုံကလှတော့နောက်ဦးထားခြင်းနဲ့ကာနာသားတွေကအကြောင်းမရှိအကြောင်းရှာပစ္စည်းဝယ်ကြတယ်ဆိုင်ကယ်ပြင်စီပီနဲ့သူကလာတာပါတာလေးနဲ့နူးရွားနေတဲ့ညရမုံကိုကြည့်ပြီးစိတ်တူရပြန်တယ်လူချင်းတူပေမဲ့ကန်ချင်းကွာရဲဆိုတာဒါကိုခေါ်တာပေါ့သူလဲလူကျုံးလူခံတယောက်ပါဒါပေမဲ့ဆက်စီရီနဲ့တရေရုပ်ပေါက်ပြီးအလုပ်လုပ်နေရတယ်ကြည်စံဒီကတော့ခြေဆုံးကောင်းဆုံးတနခါအဖွေးသားနဲ့ဈေးဝယ်ယောက်ျားရည်နဲ့ဟီလီဟာလီလှုပ်လို့လူချင်းနာနဲ့အမြင်ကက်ကက်နဲ့ညရမုံသူအော်ခေါ်လိုက်တယ်ညရမုံဒီလောင်းခဏရှင်းကုကုဟုတ်လာပြီဘာလဲဆိုတဲ့ပုံစံနဲ့ညရမုံမျက်လုံးလေးပြူပြီးသူ့နားကိုရောက်လာတယ်ဒီတော့မှစီရီပီနေတဲ့သူ့လန်းနဲ့ညရမုံပါပြင်ထက်ခက်ကြမ်းကြမ်းပုတ်ပြလိုက်တယ်ဟာကုကုဒါမှလောက်တာလေ sorry ဒီမှာမင်းမျက်နှာကိုလက်တော့မှတ်ပြီးတော့တုံ့မိရဟင်းညရမုံသူ့ကိုနားမလဲတဲ့ပုံစံနဲ့ခက်ကြောင်ကြောင်လေးကြည့်ပြီးတော့ကုကုယူဟာကောင်မလေးတော့ညရမုံသူ့ကိုအယူလို့ခေါ်ပြီးအိမ်ထဲကိုလှစ်ကနေပြေးဝင်သွားတယ်သူ့စိတ်ထဲတေးမှတ်ထားလိုက်ပြီးတော့အလုံအားမသိမယ်လို့တွေးကြော်ထားလိုက်ပါတယ်ဟဲ့သမီးမျက်နှာဆက်စီတွေပေးပွားနေလို့ပါလားဘာဖြစ်လာတာတော့ကိုကိုလေးရမုံဆက်စီနဲ့တုံ့လှလိုက်တာအမေရဲ့တဲ့ဒီကောင်လေးရတော့ကွယ်မစတဲ့အောင်စနေတော်ရေသွားချိုးကြည့်တော့ရေမိုးချိုးအဝတ်စားလဲပြီးနေ့လည်စာစားသွားပြီးမှဆိုင်ကိုသွားဟုတ်ကဲ့မေအမေစကားတိုင်းရမုံတခါရဲပေပွားနေတဲ့မျက်နှာပေါ်ကဆက်စီတွေကိုကျွရင်ရေချိုးလိုက်ရတယ်ရမုံတို့ရေပုံပိုင်းကအင်ကြီးရဲ့အနောက်ဘက်မှာရှိပါတယ်ရေချိုးလျှော်ဖို့တဲ့နေရာကဒီပုံပိုင်းလေးတစ်ခုသာရှိပေမဲ့ကိုကညနေမှရေချိုးတတ်တယ်သူမကတော့မနေ့ပိုင်းပဲရေချိုးတတ်တယ်ဒါကြောင့်ကိုနဲ့သူမရေချိုးချိန်မတိုက်တတ်ပါဘူးသူမလွတ်လွတ်လပ်လပ်ရေချိုးစီဖို့အတွက်တမင်ရှောင်တိတ်ပေးတာလို့ရမုံယူဆလိုက်တယ်ကိုတဲ့သူမရင်ထဲမှာမျက်မျက်နုံနုံခေါ်မိတဲ့ကိုဆိုတဲ့ကိုကျော်စွာလူကျော်လူကန်တယောက်ရဲ့ပါကိုရဲ့မျက်လုံးမျက်ဖန်တွေကစူးရှာတောက်ပါလွန်းနေပြီမျိုးဆိုးဆိုးအသားရည်နဲ့ကိုရဲ့စိုက်ကိုက်ကလေးမိမိုင်လွန်းနေတယ်မင်းကလေးတိုင်းရဲ့စိတ်ကူးရင်ကဘာလေးတွေကမင်းသားချုံလေးတစ်ပါးအသွင်ဆိုရင်တော့ပုံမှန်ပါလိမ့်မယ်အပြုံးအရီနေပြီးတစ်ချက်ပြုံးလိုက်တဲ့ကိုရဲ့အပြုံးတွေကညရမုံရှင်ကိုအခုံမြန်စေပါတယ်ဒီပြုံးတွေကိုတသက်ဆောင်ပိုင်ဆိုင်ခွင့်ရဖို့အထိရမုံဖျားရှင်ထံမှာဆူတောင်းမိခဲ့သေးတယ်သူမကိုလည်းကိုကမွေးစားညမလို့လုံးဝမတတ်မှတ်ဘူးလို့အမေကွေရမှာအတီလင်းဆိုထားဖို့ပါတယ်သူမဒီရင်ကြီးကိုရောက်ပြီးရနဲ့နောက်ရက်မှာပဲအမေမရှိခိုက်ဒီစကားကိုပြောလာတာပါညရမုံမင်းနဲ့ကိုဆွေမျိုးရည်လို့လေတွေးသားမတော်ဆက်ဘူးနော်အမေမွေးစားထားတာမွေးစားထားတာပဲငါအနေနဲ့အမေနဲ့ပတ်သက်ပြီးမင်းကိုညမအရင်လိုမှတ်ယူရမှာဖြစ်ပေမဲ့ငါဟန်ဆောင်ပြီးတော့ချစ်မပြနိုင်ဘူးဒါဆိုကိုရမုံကိုမုန်းနေရပေါ့ချစ်လို့မရပေမဲ့မုန်းနိုင်ရလို့လည်းမဟုတ်ဘူးလေမင်းကိုညီမတရားလို့တတ်မှတ်မထားတဲ့အကြောင်းပုံပွင့်လေးအသိပေးထားတာဟုတ်ကဲ့ပါအခုလိုကိုစိတ်ထဲမှာရှိတဲ့အတိုင်းကိုဖွင့်ပြောတာပဲကျေးဇူးတင်ပါတယ်ကိုရမုံကိုမချစ်ပေမဲ့ရမုံကတော့ကိုအကိုရင်းတရားလို့အရင်ချစ်ပါတယ်ချင်းအေးဒါကမင်းစိတ်နဲ့မင်းကိုလေချစ်တင်ချစ်မချစ်တင်လေဟုတ်ဘာပဲဖြစ်ဖြစ်ဒီကောင်ကျော်ရမုံဘွားကိုလေကျွေးမွေးပြုစုစားရှောက်ပေးလို့အမေနဲ့ကိုရမုံအများကြီးကျေးဇူးတင်ပါတယ်နော်ရတယ်ကျေးဇူးတင်ချင်အမေကိုတင်ကိုမတင်နဲ့မင်းကိုမွေးစားထားတာအမေကိုမဟုတ်ဘူးဟုတ်ပါတယ်ကိုဒီလိုတတ်မှတ်တာကိုပဲရမုံကိုကျေးဇူးတင်နေမိတယ်ဘာလို့လဲဆိုတော့ရမုံကကိုတိတ်လေးကြိတ်ကြွေနေရလို့လေ
ဒါကိုရမုံကိုယ်တိုင်မြင်သိတယ်ကိုကရမုံဝင်ဆိုဖုတ်လေတဲ့ငပိရှိရလို့မှမတက်မှတ်တာရမုံဆက်စီရေးပေးပွားနေတဲ့မျက်နှာကိုအသေးချာဆေးကြောပွတ်တိုက်ပြီးရေချိုးလိုက်ပါရင်ရေချိုးပြီးပြီမဲ့စီကြီးတွေပွားနေကိုအဝတ်စားတွေတွေ့တာကြောင့်ချက်ချင်းမဖို့သေးပဲနဲ့စက်ပြာနဲ့အရင်စိမ့်ထားလိုက်တယ်ကိုကသူ့အဝတ်စားတွေကိုရမုံလျှော်မှဆိုလို့ကြောင်ထိုးသိမ်းစီထားတတ်ပါတယ်ဒါဝမှရမုံကလည်းကြောင်ကြိုကြောင်ကြားအထိလှန်လောရှာဖွေပြီးလျှော်ဖို့ပေးတတ်ပါသေးတယ်ကိုအဝတ်စားတွေကိုစက်ပြာရင်စိမ့်ပြီးရနဲ့ဆိုင်ဘက်ပြန်သွားဖို့ပြင်နေအမေကတော့ဒီလေစားစားသွားလို့အော်ပြောပါတယ်ပြီးမှစားမယ်လေအမေဆိုင်ုံလည်းပြစ်ထားတာကြာနေပြီတော့ကြာကိုရမုံကိုစုနေအောင်မယ်အမေရဲ့အေးဒါဆိုလဲသွားတော့အမေထမင်းခုတ်ခက်ပြီးယူလာပေးမယ်ဟုတ်ပြီလားဟုတ်မေရမုံအမေစကားကတ်တွတ်လေးဖြည့်ပြီးဆိုင်ဘက်စီပြေးဝင်လာခဲ့ရေချိုးဝေးရှောင်လိုက်တာကနိုင်ခွက်လောက်အချိန်ကုန်သွားပါတယ်ကိုသူမကိုစုလေမလားလို့တွေးပြီးရင်ထိတ်နေရပြန်ပါတယ်အိမ်ဘက်တော်ကြီးဘာကြီးလုံနေလဲဆိုင်မှာလူကြနေရမင်းမသိဘူးလားရမုံထင်းတဲ့အတိုင်းပဲကိုစုပါတော့တယ်စီဒီပေပွားနေတဲ့ကိုကအယောင်ကောင်တာမှာပစ္စည်းရောင်းပြီးသူမနောက်ဘေးပေါက်ထဲကနေဆိုင်ကိုဝင်လာတာမြင်တော့လှမ်းဆူလိုက်ပါတယ်အဝယ်ရှိနေသေးလို့ရမုံငြိမ်နေလိုက်ပြီမြအဝယ်ပြန်သွားတော့မှကိုစကားကိုပြန်လေခြေပရတယ်ကိုပဲရမုံမျက်နှာကိုဆက်စီနဲ့တုပ်လို့မနေတယ်လို့မျက်နှာတည်နေရေပါတန်းချိုးလိုက်ကြတမင်တုတ်တာမဟုတ်ဘူးလေလက်တုံးမလို့တုတ်လိုက်ကြပါဆိုကိုနော်သူများမျက်နှာကိုပြောရတာစကားတွေပေါ်မနေနဲ့ဈေးဝယ်လာနေပြီဈေးအောင်ပေပွားနေတဲ့ခန္ဓာကိုကြီးနဲ့ဝက်ရှော့ဆိုင်နဲ့ဝင်သွားတဲ့ကိုထံရမုံမျက်စောင်းကိုတဝါကြီးထိုးပြလိုက်တယ်မုံကိုကောင်းလိုက်တာလူကိုသူ့ပဲနိုင်ကျင့်သူ့ပဲပြန်အောင်ပါဇက်ကသာမုံတာလို့ဆိုလိုက်ပေမဲ့တကယ်တမ်းဒီအမုံစကားတွေကနှက်ခဲပြားလေးပေါ်မှာသာဝေဝဲနေရပါရင်ထဲနှလုံးသားထဲမှာတော့ကိုရဲ့မျက်နှာချောချောကြီးကိုတဝါကြီးငေးမောကြည့်တဲ့စိတ်တရားရောပါမသွားပါဘူးအချစ်ဆိုတာဘလို့ခံစားချက်လဲဆိုတာကိုအပြေထုံရင်းနဲ့ကိုချစ်မိသွားခဲ့အပြစ်ဖြစ်သွားပြီလားမသိပါဘူးကိုရဲ့ဆိုင်သူမသိပဲချစ်ရတဲ့တစ်ဖက်သက်ချစ်ဆိုပေမဲ့တိတ်တခိုးလေးကိုပေါ်ချစ်နေရတာကိုပဲရမုံအရန်ပြောနေသိလားကိုအမေနေ့လယ်စာထမင်းဝဲယူလာပြီးမို့ရမုံအတွေးတွေကိုရက်ပစ်ပြီးဆိုင်ထဲမှာပဲနေ့လယ်စာစားတောက်လိုက်တယ်ကိုကတော့သူ့အကျင့်တိုင်းအိမ်ဘက်ခဏပြန်ပြီးထမင်းဝိုင်းပေါ်မှာအကြနာထိုင်ပြီးတော့ထမင်းစားလိုက်ရင်းနှီးချမ်းတောက်လိုက်နဲ့ဇင်ယူကစားတတ်ပါတယ်ရမုံကတော့နေကင်းပိုင်းမှာဆိုင်မှာပဲတယောက်တည်းအမေကူးလာပြီးတဲ့ကြွေအုပ်ထဲပုံပတ်ထည့်လာတဲ့ထမင်းနဲ့ဟင်းတွေကိုလက်နဲ့အာပါတရနေဖန်စားတတ်တာအကျင့်ဖြစ်နေပါပြီ။ယနေ့စာကြားမှအမေရဲ့ကိုရဲ့ရမုံရဲ့လူစုံတက်စုံဝိုင်းဖွဲ့ကတူစားဖြစ်ကြတယ်။ယနေ့စာထမင်းဝိုင်းလေးကတော့ကျင်းနူးကျင်းနှဲမှုအပြည့်နဲ့စားတောင်းရတဲ့လက်ဆောင်စားပွဲလေးဖြစ်နေရတယ်။အကြောင်းကတော့ကိုနဲ့တူတူထမင်းစားတော့ရလို့ပေါ့လေ။မနေ့ကမှလည်းရမုံ9နာရီပုံမှန်အိမ်ရထားပြီးတော့ထမင်းကိုတစ်လုံးတဲရင်းနှီးချမ်းဝတ်တယ်။ပြီးရင်တော့အိမ်တန်ရှိရီအကုန်သိမ်းကျုံလုပ်ပြီးမှဖះအာယုံစွန်ကက်ပြီးရနဲ့တနခါလေးအားလုံးပြီးပြီဆိုမှဆိုင်ဖွင့်နေမနေ့စာညနေစာဟင်းကိုတော့အမေချက်ပါတယ်ရှေးလူကြီးဖြစ်တဲ့အမေကသူများချက်တာမကြိုက်ပါဘူးသူကိုယ်တိုင်အချိုးကျကျဆက်နှက်ပြီးမှချက်တတ်တယ်ရမုံချက်တဲ့ဟင်းထက်အမေဟင်းလက်ရကပိုပြီးတော့စားကောက်ပါတယ်ဒါပေမဲ့အသက်အရွယ်ကြီးရင်းနေရကြောင့်အမေကိုမိဖို့ကြောင့်နဲ့ပေးမဝင်စေချင်တော့ဘူးရမုံကိုယ်တိုင်ပဲမိဖို့ကြောင့်ဝင်ချင်ပါတယ်ဒါပေမဲ့ဒါကိုအမေကလက်မခံဘူးဒီတော့လေသူမရဲ့ဆန္ဒကိုမျိုးသိပ်ပြီးအမေစိတ်ချမ်းသာတယ်လို့သာနေပါစေလို့ဥပိ္ပခါပြုလိုက်ရရယ်အဝယ်ရီစုပြုံကျလာပြီးမို့ဈေးဝယ်တွေကိုအာယုံဆိုင်ပြီးရမုံဈေးရောက်နေလိုက်ပါတယ်ဟဲကစ်တီလက်ထက်ကဘာထုတ်ကြည့်လဲဟဲကိုတာကြီးကနင့်ကိုလက်ဆောင်ပေးခိုင်းလိုက်လို့ငါလာပေးတာကစ်တီစကားရင်ကိုတာကြီးနာမည်ပါလာလို့ရမုံမလုံးမလဲစိတ်နဲ့ကိုရှိရမသိမသာလှမ်းကြည့်မိတယ်ကိုကသူမထံအကြည့်နဲ့ပပင်းတိုးမိပါတယ်ရမုံမျက်နှာလွှဲပြပြီးကိုမြင်မြင်အောင်လို့တကားရွက်ကွယ်ကနေကီတီကိုဆွဲခေါ်လိုက်တယ်။တူတူပြောလေဟဲ့နင်ကလေကိုကယောက်ျားလေးနဲ့ပတ်သက်မကြိုက်ဘူးကစူရဲငေါ့ဟဲ့နေကီတီရဲ့အမေသူနဲ့လည်းဘာမှမတော်ဘဲနဲ့တဝင်လာကြောင်နေသေးရဲ့။ကီတီကတော့ကိုထံမျက်စောင်းခဲပြပြီးပြောပါတယ်။မဟုတ်ပါဘူးကီတီရဲ့သူ့အမြင်မှာလေငါမျက်စိနှောက်စရာဖြစ်နေလို့ကိုကမကြိုက်တာပါဟာကိုကငါ့ကိုသဘောမကျအောင်ဆိုတာနင်လည်းသိတာနဲ့။အေးပြောရလို့လားပါဇက်ကမုန်းနေပြောပြီးစိတ်ထဲကနင့်ကိုကြိတ်နေရနေမှာပေါ့ဟဲ့ဒီလိုမဟုတ်ပါဘူးဆိုကီတီရဲ့ကိုကသူမကိုကြိုက်တယ်ဆိုတဲ့စကားလေးကြောင့်ရမုံရင်ထဲမှာနှွေးထွေးရှိမ့်မြပြီးတော့ဂျင်းနဲ့ပျော်မြူးစိတ်တွေပြည့်နေသွားတယ်
တကယ်ပဲကီတီယူဆတယ်လို့သိဖြစ်ချင်တာပေါ့ကိုရဲ့ဒါပေမဲ့ကိုတကယ်ပဲရမုံစိတ်ဝင်စားခဲ့ပါဘူးဒီတွေးနဲ့အတူရွေးထွေးပျော်မြူးနေတဲ့စိတ်လေးတောင်မှကြပြောင်းငပြောင်းနဲ့ပျောက်သွားရတယ်အေးပါငါလည်းမဟုတ်စေချင်ပါဘူးဟဲ့မဟုတ်မှလည်းငါနှစ်ကိုရောက်မှတော်လို့ရမှာလေဘသူကနေကိုသားရေးယူကြိုက်တယ်လို့ပြောနေလို့လေငါမယူပါဘူးနော်အဲ့လက်ဆောင်တွေငါမယူကိုသိရင်ငါ့ကိုစူမှာဟာဟဲ့နေဟာကြီးစူမှာကြောက်တယ်လို့ငါလည်းငါ့ကိုစူမှာကြောက်တယ်လေဒီတော့ယူထားလိုက်ငါတော့သွားပြီဟာကစ်တီငါမယူပါဘူးဆိုကစ်တီလက်ဆောင်ထုတ်ကိုသူမလက်ထဲထိုးထည့်ပြီးတော့ဆိုင်ထဲကနေပြေးထွက်သွားတယ်ဟိုးစိတ်ရှုပ်လိုက်တာတကယ်ပဲရှမုံကီတီရဲ့လက်ဆောင်ထုတ်လေးကိုတကားရွက်ကြားထဲထိုးသိပ်ထားလိုက်တယ်သွေးမတော်သားမဆက်ပြီးသစိမ်းပေးရဲ့လက်ဆောင်ကိုယူစီရလားချစ်သူကြီးစားမို့ခင်လို့မင်လို့တငယ်ချင်းမို့ပေးတာဆိုတဲ့တမျိုးအခုကအသက်လွတ်ကြီးသူမကိုချစ်ကြိုက်လို့ပိုးပန်းပြီးပေးတာမျိုးပါကိုသားကြီးသူမကိုကြိုက်နေမှန်းတရွာလုံးသိတယ်လို့ကိုကလည်းသိတယ်ညတိုင်းသူမတို့အိမ်ရှိမှာအချင်းလာဆိုတဲ့ကာလာသားတွေတဲမှာတော့ကိုသားကြီးကထိတ်ဆုံးအောင်ပါဝင်နေပါတယ်ကိုသားကြီးအတန်ကကြည်လင်ပြတ်သားပြီးအရန်နှထောင်လို့ကောင်းတယ်ဒါပေမဲ့ရမုံကိုသားကြီးအတန်မကြိုက်ပါဘူးခံစားလို့လည်းမရဘူးအတန်ရောလူရောမကြိုက်တာပါဆိုရင်တော့ပုံမှန်ပါလိမ့်မယ်ရမုံကြိုက်တဲ့အတန်ကကိုရဲ့ဩဇာပါတဲ့မာထနဲ့အတန်ကိုပဲသဘောကျတယ်မိမိပြောဘူးတယ်ကအရန်သချင်းဆိုကောင်းတာတဲ့တက္ကသိုလ်တက်စီကဆရာကတော်ဝဲဒီမှာကဂီတာတလန်းနဲ့ကိုရိုင်းတီးခတ်ပြီးတော့တကူတော်ဖျော်ဖြေပေးခဲ့တာတဲ့တကြောင်လုံးကသဘောကျလုံးလို့ပထမဆုအနေနဲ့တန်မိုးကြီးတဲ့ဂီတာကြီးတစ်လက်တောင်မှစုချင်းမြင့်ခံရလေတဲ့ကိုခံနေရဗီဒီယိုပေါ်ဆုံးအဆင့်မှာတင်ထားတဲ့ဂီတာကြီးပဲဖြစ်လိမ့်မယ်တရရက်တော့ကိုတချင်းဆိုပြပေးဖို့အတွက်ပူစာရအောင်မယ်ဆိုပြမပြတော့မသိဘူးပေါ့လေတချင်းဆိုပြခိုင်းမှုတွေးပြီးရမုံပြုံးလိုက်မိပြန်တယ်ဘာကြောင့်ရတော့ရမုံလည်းမသိပြန်ပါဘူးရမုံဒါတာအောင်ပေးရဲ့လက်ဆောင်ထုံးမဟုတ်လားညအချိန်ဆိုင်ပိတ်တော့ကိုပါဆိုင်ကိုဝိုင်းကိုပင်ရင်းနဲ့တကယ်ရွက်ကြားရအထုပ်ကိုငုံယူပြီးတော့ညှောက်ပြတယ်အဲ့တော့ရမုံဟာဖြေရခတ်ပြီးတော့ပြူးကြောင်ကြောင်လေးဖြစ်သွားပြန်တယ်ကိုမြင်မှဆိုလို့ဝတ်သိမ်းထားခဲ့တာအခုတော့ကိုကမြင်သွားပြီဟေးဘာကြောင်နေရလဲကိုမေးတာဖြေလေဟုတ်တယ်ကိုအော်ဒဇင်းယောက်ျားပေးရဲ့ပစ္စည်းကိုယူရဲဆိုတော့မင်းသားအောင်ကြိုက်နေရပေါ့ဟုတ်လားမကြိုက်ပါဘူးရမုံမယူပါဘူးကိုရဲ့ကိုသားအောင်လက်ဆောင်ကိုကီတီကလေဇုတ်တင်းထားခဲ့လို့အဲ့ဒါတကားကြားတွေကိုတင်းထားလိုက်တာကီတီကိုပြန်ပေးမှာပါဟေးကိုရှေ့ကြဟန်ဆောင်ပြီးပြန်ပေးမယ်ပြောမနေနဲ့ယူတင်ယူထားလိုက်ကြိုက်တယ်ဆိုရင်လည်းအုံပုံးလုံမနေနဲ့တာအောင်ကိုလာတောင်းခိုင်းလိုက်တော့အရှက်မရှိဟိုနေရာချင်းတွေ့ဒီနေရာချင်းတွေ့တွေလုံနေတယ်ကြားလားမကြိုက်ပါဘူးဆိုကိုကလေဇိုတင်းနေဆွဆဲနေရဲ့ကိုကြောင့်ရမုံမျက်ရည်တွေဝဲလာပြီးအော်ပြလိုက်တဲ့အထိပါမင်းကိုအော်လိုက်ကြလားရမုံမအော်ရဲပါဘူးကိုရမုံအရန်ကြောက်ပါတယ်ရမုံဝမ်းနေလုံးပြီးစောင်းချောင်းထိုင်ပြီးတော့မျက်နှာကိုလက်ဝါးနဲ့အုပ်ကငိုချပြလိုက်တော့တယ်ဟာဟေးငိုမနေနဲ့လေကိုပြောတဲ့တဲမှာငိုစရာမပါဘူးနော်ကိုမဟုတ်ရင်ပြီးတာပဲပေါ့အမင်းမြင်တမျိုးတမီထင်နေအောင်ခုမြိတ်တော့ရမုံကိုစကားကိုမချဟန်ပြူပြီးအတန်ထိတ်ငိုနေလိုက်တယ်ဆိုင်တကားကိုပိတ်ပြီးကိုအိမ်ဘက်ထွက်သွားပါတယ်ဒီတော့မှရမုံလေးအငိုတိတ်ပစ်ပြီးမျက်ရည်တုပ်ကအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်အိမ်ဘက်မပြန်ပဲဆိုင်ထဲကြာနေရဆိုရင်တော့အမေလိုက်လာအောင်မေဒါအရင်နဲ့ထက်တူသမီးအရင်လေးလိုသူမပေါ်ချစ်မြတ်နိုးလုံးနဲ့အမေစိတ်ကိုရမုံဝဲနားလိုက်တာပါအမေအရင်မဟုတ်တဲ့ကိုအမေဒေါ်ထွေးကိုလည်းရမုံအမေရင်တယောက်လိုမျိုးအရင်ချစ်တာပါပဲရမုံအိမ်ထဲရောက်တော့အမေကထမင်းဝဲပြင်ပြီးနေပါပြီသမီးလက်ဆေးပြီးတော့တမရဲစားလိုက်တော့ဟုတ်မေရမုံလက်ဆေးပြီးထမင်းဝဲမှာဝင်ထိုင်တော့ကိုကထမင်းစားနေပါပြီရမုံပကံများတွေကထမင်းတွေကိုတဝက်နီးပါးထမင်းအုပ်ထဲကိုထချိုးပြန်ထည့်လိုက်တယ်ပြီးတော့မှထမင်းစားတော့ကိုကသူမအောင်မော့ကြည့်လိုက်ရမုံမသိကြအောင်စောင်းပြီးထမင်းကိုစားလိုက်ပါတယ်ဒါထမင်းစားပြီးရင်အခန်းထဲလာခဲ့အောင်မိမိသားကိုပြောစရာစကားရှိတယ်ဟုတ်ကဲ့မေအမေကိုဘာစကားတွေပြောလဲတော့မသိပါဘူးရမုံအမေကိုပြောမဲ့စကားတွေကိုအလွန်စိတ်ဝင်စားနေတယ်ဒီစိတ်ကြောင့်ရင်းနေပန်းတွေတုံနေရပါတယ်ထမင်းစားပြီးရနဲ့အမေရှိရာအခန်းထဲသူဝင်ခဲ့လိုက်တယ်သူဝင်လာတော့မြင်တော့အမေစိတ်နေရဲ့ပတိကိုလဲပေးဆွတ်ပြလိုက်ပါတယ်ထူးထူးဆန်းဆန်းအမေဘာစကားတွေများပြောမလို့လဲဒါကိုအိမ်ထောင်ချပေးမလို့လေတာရဲ့ဗျာဟာအမေကျွန်တော်မိမမယူချင်သေးဘူးနော်အိမ်ထောင်လည်းမပြုတ်ချင်သေးဘူးကျွန်တော်လွတ်လွတ်လပ်လပ်ပဲနေချင်သေးတာ
သူမိခင်ထိုင်နေရအိယာကရင်ပေါ်မိခင်ဘေးကတ်ထိုင်လိုက်ပြီးပြောပါတယ်။ဒါအသက်လည်းမငယ်တော့ဘူးလေတာရဲ့အမေအသက်လည်းပြန်ကြည့်အောင်60ကျော်နေပြီ။အမေမျက်စိမမိတ်ခင်တော့ငါသားလေးအိမ်ထောင်ပြတော့အမေမြင်ကျင်နေတာရဲ့ကုံကုံပြောရရင်လေအမေမြည်ချစ်ချင်နေပြီ။ဖြစ်နိုင်အမေဆန္ဒကိုတာဖြစ်ပေးပါလား။ခက်လိုက်တာအမေကကျွန်တော်ဘယ်မိန်းကလေးနဲ့အိမ်အောင်ချပြဖို့စိတ်ကူးနေရတယ်ပြောပါဦး။ကေတီနဲ့လေတာရဲ့ဟာကျွန်တော်ကေတီကိုမကြိုက်ဘူးလေဗျာ။ဘယ်နဲ့ကေတီနဲ့သဘောတူရလဲအမေရဲ့တာရဲ့အိမ်ထောင်ပြရဲဆိုတာကချစ်သူချင်းသမီးကြီးစားချင်းမှာအိမ်ထောင်ပြရတာမဟုတ်ပါဘူး။တင်တော်မယ်ထင်ဒီလိုပဲဘဝလက်တွဲပေါ်အနေနဲ့ရွေးချယ်ကြတာပဲလေ။အတူနေနဲ့တန်ရုံးစင်ရှိပြီးချစ်တော်မှာပေါ့ကွ။မဖြစ်နိုင်ဘူးအမေဆန္ဒကိုကျွန်တော်ဖြည့်ဆည်းပေးခြင်းနဲ့ဒါပေမဲ့ကျွန်တော်ကေတီတော့မယူနိုင်ဘူးအမေမြည်ချင်နေဆိုရင်တော့ရမုံကိုတာရင်းနဲ့သာပေးစားလိုက်ပြီးရင်အမေလိုချင်တဲ့မြေတန်းစီပြီးတာမွေးခန့်လိုက်တော့အမေဟဲ့တာစကားပြောဖို့ရလေကွယ်ရမုံကြားသွားရင်စိတ်မကောင်းဖြစ်နေအောင်မဖြစ်ပါဘူးမဟုတ်လေတာကြီးကရမုံကိုကြိုက်နေရပဲအမေကသူတို့နှစ်ယောက်ကသာပေးစားလိုက်ဟုတ်ပြီလားတဲ့ဒီကောင်လေးတော့ကျော်စွာမိခင်စကားကိုစုံအောင်နားမထောင်တော့ဘဲနဲ့အခန်းထဲကထွက်လာခဲ့ပြီးသူခန်းရှိရာအိမ်ပေါ်တက်ကိုသူတက်လာခဲ့လိုက်တယ်အခန်းတကယ်ရွယ်ချောင်းပုံးခုနေတဲ့ရမုံကိုတော့သူတတိမထားမိလိုက်ပါဘူးအမှန်ကအမေကိုဘာစကားတွေပြောလဲဆိုတာကိုသိတယ်လို့ရမုံခိုးနာထောင်နေမိတာရက်ဆက်လိုက်တာကိုရဲ့ရမုံကိုသားကြီးနဲ့တကယ်ပဲကိုသဘောတူတာပေါ့နော်ရမုံအစိမ်းယောက်ျားလေးရင်ခွင်ထဲကိုမှုတွန်းပို့ရတယ်ရမုံချစ်နေမိတာကိုလေးမြစ်တာသားရောင်ကျင်ဟယိုးမှန်နေဆိုရင်ရမုံချစ်တွေကိုနားလည်မှာပါအခုတော့ရမုံချစ်တရားရောင်ကျင်မဟတ်ပဲနဲ့တစ်ဖက်သက်လုံးကြီးဖြစ်နေရပြီကိုရဲ့ရမုံရင်နာလုံးပြီးအိမ်ကြီးများကကိုစိတ်နဲ့အိမ်မရနိုင်ခဲ့ဘူးနောက်ပြီးအမေစကားထဲမှာလေကိုနဲ့ကေတီကိုလည်းပေးစားချင်တာတဲ့ဒါလည်းကိုကလက်မခံပြန်ဘူးကိုစိတ်ဝင်စားတဲ့ချစ်တဲ့မိန်းကလေးကဘယ်လိုပုံစံမျိုးလဲကိုရဲ့ကိုမျက်စိထဲမှာရမုံကမလှဘူးလားယင်လှရလို့ကိုမခံစားရဘူးပေါ့မိန်ပြောမိရအောက်ကကိုလုံးပေါ်ကြေးမုံကြီးရဲ့အောက်မှာသူမမတက်ရက်ကြည့်လိုက်တော့ကဘိုကီကိုလှကျင်နိုင်လှနေတဲ့ပုံကျိုးပြတဲ့နတ်မိမယ်လေးရမုံရဲ့ပါရမုံကိုအရန်လှရလို့ခံစားမိတယ်ကိုဘာလို့ကိုမျက်စိထဲမှာရမုံကလူရမဝင်ရလေအခုရေးတာရမယ်ဆိုရင်လေကိုရင်ခွင်ထဲမှာထာဝရမေးဆက်ခြင်းနဲ့ကိုရဲ့အိမ်ညာကတော့မှန်ရှိမှအချိန်တော်ကြာတဲ့တိုင်အောင်ရမုံထိုင်နေခဲ့မိရဲ့အခုတလောသူမစိတ်ကိုအရန်နှိမ့်ဆက်နေမိရဲ့လေနောက်တနေ့မနေ့မှာပဲရမုံကေတီပေးတဲ့ကိုသားကြီးလက်ဆောင်ကေတီလက်ထဲကိုပြန်ထည့်ပေးလိုက်တယ်ငါမယူဘူးနော်ကေတီငါယူလိုက်ရင်ကိုသားကြီးသူ့ကိုကြိုက်နေလို့ထင်လိုက်မယ်ဟာမယူခြင်းလဲနေဟဲ့ဘယ်တက်နိုင်မှာလဲပြန်ပေးလိုက်အောင်မရှိတော့တာပေါ့ဒါနဲ့နေငါနဲ့ကိုကျော်ဆောင်သဘောတူလိုက်ရင်အဖေကထော်ထွေးပူကြီးနဲ့တာရီသမီးဆွေးနွေးကြည့်တယ်ကိုကျော်ဆောင်နဲ့ငါ့ကိုပေးစားခြင်းလို့လေဒီစကားကိုကေတီကသူမမျက်နှာကိုတည်တည်ချာချာအကဲခတ်ပြီးတော့မိတော့ရမုံတက်မလေးကိုစိတ်ချလိုက်တယ်။နေကငါတငယ်ချင်းပဲလေဟာသဘောမတူရိုးရှိပါမလားဟာဒါပေမဲ့ကာယကံရှိရကိုလေးဟာသူကသာအတိကဆိုတာသိတာပေါ့ဟဲ့ဒါပေမဲ့နေကဈာကနေအောင်သွဲအောင်မေးလေးလုပ်ပြီးမှအကောင့်ထဲအမြန်ပေါ်မှာပေါ့ဟာနော်ရမုံငါနဲ့ကိုကျော်စွာကိုနေအောင်သွဲပေးရမယ်နော်သူမလက်မောင်တစ်ဖက်ကိုလှုပ်ခါရမ်းပြီးကေတီပြောလာတယ်နင်ကိုကြိုက်နေရလားကေတီဒီအမေစကားကတိတန်စွာတုံရင်နေပါတယ်ကြိုက်တယ်လို့လည်းမဟုတ်ပါဘူးဟာငါနဲ့ကိုကျော်စွာလက်တွဲဖြစ်တယ်ဆိုရင်တော့ခြေသွားနောက်လိုက်ညီမယ်လီဟာနှလုံးသားချင်းထပ်တူမကြဘူးဆိုရင်တော့မှရုပ်ချင်းပကာသနာချင်းထပ်တူကြနေမယ်နောက်ပြီးကိုကျော်စွာကလည်းယောက်ျားပိသားလုံးပြီးတော့ရုပ်ရမ်းချော့ရလီဟာအနေထိုင်တီတီရဲ့အတောင်စားလိုက်ကင်းနေလုပ်ရကိုင်းလည်းရှိရဲ့ဒီအချက်နဲ့ကိုကျော်စွာကိုလက်ထပ်ဖို့ကလုံလောက်နေပြီလေကျမရဲ့အေးပါကိုကရုပ်ချောသဘောကောင်းတာငါလည်းသိပါရဲ့ဟာဒါမဲ့ကေတီရဲ့ငါကိုကြောက်တာနင်းလည်းသိပါရဲ့ဟာသူကငါ့ကိုဆိုရင်ဘရောမအကောင်းမမြင်ငါဘလို့လုပ်ပြီးကိုနဲ့နေကိုအောင်တယ်ပေးလို့ရမှာလေအေးဒါလည်းဟုတ်တာပဲနော်ဒါပေမဲ့နင်ဒေါ်ထွေးပူယူတိုက်တုံးပေါ့ရမုံရဲ့ရောက်ခမယူတိုက်တုံးမှမြိုင်ကိုကျော်စာငါ့ကိုတော့စိတ်ဝင်စားလာမှာပါဟာမဟုတ်ဘူးလားရမုံရဲ့အေးပါငါအမေကိုတိုက်တုံးကြည့်မယ်လေကဲငါပြန်လာအောင်မယ်နော်ရေချိုးဝှေ့လျှော်ရအောင်မယ်ဟာအေးပြန်တော့တငယ်ချင်းရမုံကေတီကိုနှုတ်ဆက်ပြီးအိမ်ပြန်လာခဲ့ကေတီအိမ်က
ရမုံတို့အိမ်နဲ့နှစ်အိမ်ကျော်ပဲကွာတော့မို့အချိန်သိပ်ပေးစရာမလိုပါဘူးဒါပေမဲ့လျှော်စရာအဝတ်တွေများနေရမို့စိတ်လုံးနေမိတာမဟုတ်လားအိမ်ရောက်တာနဲ့ရေချိုးအဝတ်လျှော်လိုက်တယ်ပြီးမှခြေဆုံးကောင်းဆုံးတနခါလိမ့်ပြီးဆိုင်ပြန်ထွက်လာခဲ့လိုက်ပါတယ်သူမရေချိုးအဝတ်လျှော်နေချိန်ဆိုရင်အမေကဆိုင်ဘက်ခဏထိုင်ပေးတတ်တယ်ကိုသူမကိုစူတန်းကောက်တတ်တာသိလို့သူမအဆူသက်သာစေဖို့အတွက်ထိုင်ပေးတာဖြစ်ပါတယ်ရမုံဆိုင်ထဲရောက်ပြီးဆိုမှအမေကအိမ်ကြီးဘက်ကိုဝင်လာပါတယ်ပြန်ပေးလိုက်ပြီလားတာအောင်လက်ဆောင်ဟုတ်ခုနပဲသွားပေးလိုက်တယ်ကိုတာအောင်လက်ဆောင်ကိစ္စကိုမမေ့နိုင်ပဲတတိတရမင်းကြီးရဲ့ကိုရဲ့ပြုမှုတွေကိုတွေ့ရတော့ရမုံကိုစိတ်ကိုနားမလည်နိုင်တဲ့အကြည့်နဲ့ငေးကြည့်နေမိတယ်တာအောင်နေမကြိုက်ဘူးဆိုရင်လုံးဝမပတ်သက်နဲ့ဟုတ်ရမုံတို့ကိုစိတ်ဝင်စားပါဘူးကိုရဲ့ဒါနဲ့မင်းညအမေနဲ့ကိုဆွေးနွေးကြတဲ့ကိစ္စကိုလက်ခံလာရင်အော်ကီတီနဲ့လက်ထပ်ဖို့လားဟုတ်လက်မခံပါဘူးကိုမကီတီကိုမကြိုက်တာကိုအပြေစကားမင်းညကြားပြီးသားဆိုပေမဲ့ထက်ကြားကျင်နေမိရဲ့ဒီစကားရမုံအတွက်စိတ်တက်ကြွစရာအပြေစကားဖြစ်နေလို့ပါဒါပေမဲ့ကီတီကကိုစိတ်ဝင်စားနေရလေနောက်ပြီးကီတီကလည်းအရန်လာတယ်ဒီရွာမှာကီတီနဲ့လိုက်ဖက်တဲ့ယောက်ျားကလေကိုတယောက်ပဲရှိတာကိုရဲ့သူ့စကားကြတော့ကိုမျက်နှာကြီးညီရဲလာပြီးဒေါသတကြီးနဲ့သူမကိုစားတော့ဝါတော့မတက်စူးစိုက်ကြည့်လာတယ်သူ့ဘာသာဘလောက်လာကိုကြိုက်ချင်မှကြိုက်မှာပေါ့မင်းစကားကိုနားကြရအောင်မင်းနဲ့ကိုနေဘာမှမပတ်သက်ဘူးနော်ရမုံဟုတ်ကိုနဲ့ရမုံကဘာမှမပတ်သက်ဘူးဆိုတာရမုံသိပါရဲ့ဒီလိုဆိုရမုံကိုလည်းကိုတာအောင်နဲ့စိုးတင်းပေးစားဖို့ကိုမတိုက်တွန်းပါနဲ့နော်ကိုကီတီကိုစိတ်ဝင်စားသလိုရမုံလည်းကိုတာအောင်စိတ်ဝင်စားကိုမင်းညကိုအမေကိုတိုက်တွန်းနေတဲ့စကားတွေကိုရမုံကြားပြပါပြီဒါကြောင့်ရမုံလည်းကိုတာအောင်လက်မထက်ချင်ကိုရမုံစိတ်ထဲရှိရာကြီးအကုန်အစင်ဖွင့်ပြောလိုက်ပြီးဆိုင်ထဲကနေပြေးထွက်လာခဲ့တယ်ဆိုင်လေးထဲလေးဘူးရှည်ကြီးမှုတ်ထုတ်ပြီးတော့ကျရင်ခရသူဟာကြော်စွာပါဘာကြောင့်လေးဘူးရှည်ကြီးမှုတ်ထုတ်မိရဲဆိုတာကိုတော့သူကိုယ်တိုင်လည်းမသိပါဘူးဒါကကီတီကိုစိတ်ဝင်စားလို့ဆိုတော့တခြားဖယ်မင်းကလေးကိုစိတ်ဝင်စားတယ်ပြောရွာထဲမှာလေကီတီထက်တော်ပြီးလာတဲ့မင်းကလေးတော့အမေတော့မမြင်မိပါဘူးကွယ်မင်းညမပြီးပြတ်သေးတဲ့ဇလန်အဆက်ကိုအမေထက်ဆက်လာတယ်ကီတီကိုမငင်းရသေးဘူးလားအမေငင်းမိပါပြီသားရဲ့သားရှင်ဘက်ကငင်းလို့တယ်ဆိုတော့သူတို့လည်းမျက်နှာဖဲကောင်းမှမလဲသားမှမနှစ်သက်ပါဘူးဆိုတော့အမေလည်းမတက်နိုင်တော့ဘူးပေါ့ဒါပေမဲ့ရမုံနဲ့သားအောင်ပေးစားဖို့လည်းမဖြစ်နိုင်ပြန်ဘူးလေသားအောင်ကတစ်ဖက်ရွာမှာချစ်သူမင်းကလေးရှိနေရဲ့သားအော်သူ့မှာချစ်သူရှိတော့ကျွန်တော်လည်းဘယ်သိမလဲအမေရဲ့ဒါဆိုလဲရမုံကိုတခြားတင့်တော်တဲ့ကောင်းလေးတယောက်နဲ့ပေးစားလိုက်ပေါ့အမေကအိုကွယ်ရွာထဲမှာသားအောင်လွယ်ပြီးလိမ္မာရေးချရှိရဲ့ကောင်းလေးမျိုးလဲမမြင်မိပါဘူးကွဒါနဲ့သားရောရမုံလေးကိုလက်မထက်ချင်ဘူးလားဟာဗျာအမေဘာစကားပြောနေရလဲအမေရဲ့မိခင်ဖြစ်သူစကားကြောင့်ကြောစွာမျက်နှာကြီးခရမ်းကျင်သည်လိုနှီးတွတ်သွားတယ်အမေစကားကိုစိတ်မဆိုးနဲ့သားအမေရမုံကိုမွေးစားခဲ့တဲ့အကြောင်းရင်းအမှန်အားလေရမုံကိုချွေးမတော်ခြင်းလို့ကနဦးသမီးလေးအနေနဲ့မွေးစားဖြစ်ခဲ့တာသားကိုရမုံနဲ့လက်ထပ်ပေးဖို့ချက်ချင်းကြီးဆိုခဲ့သားလက်ခံမှာမဟုတ်ဘူးလေဒါကြောင့်အရင်ဆုံးသားနဲ့နီးစပ်အောင်လို့မွေးစားသမီးအနေနဲ့ခေါ်မွေးစားခဲ့လိုက်တာအမေကလည်းနော်ဘူးမသိဘာမသိရုပ်ကလေးလှပြီးရောဆိုပြီးမွေးစားလိုက်တာပဲလှတိုင်းမင်းမကောင်ဖြစ်မနေဘူးအမေရဲ့နောက်ပြီးရမုံလည်းကျွန်တော်လက်မထပ်နိုင်ဘူးအမေကဲကွယ်ဒီလောက်တောင်ရှိလာရင်လေမင်းရောရမုံရောတယောက်မှအိမ်တောင်မပြူကြနေတော့နော်အပြိုကြီးလူပြိုကြီးအဖြစ်နဲ့သာနေလိုက်ကြရဟုတ်ပြီလားအမေစိတ်ဆိုးပြီးအခန်းတကားကိုစောင့်ပိတ်ကအခန်းထဲကနေထွက်သွားတယ်ဒီတော့မှသူလည်းသူ့ခန်းရှိရာအိမ်ပေါ်တက်ကိုတက်လာခဲ့ပါရဲ့သူ့ခန်းထဲဝင်လာပြီးအိယာထန်လဲကရမုံကြောင်တွေးနေမိတယ်မိခင်ဖြစ်သူကကြိုတင်စီမံချက်နဲ့ရမုံကိုသူနဲ့နီးစပ်အောင်မွေးစားခဲ့တာရဲ့ရိုးမလို့နဲ့အမေလည်းမလွယ်ပါလားလို့တွေးပြီးသူမကြည့်ပြုံးမိတယ်ရမုံနဲ့အမေရမ်းချစ်တဲ့ဒီမိန်းကလေးကိုသူသိကြည့်မရခဲ့ဘူးဒါပေမဲ့ဒီမိန်းကလေးကအရန်လာတာကိုသူဝင်ခံပါတယ်ကီတီရဲ့ရွာမှာအလားဆုံးဆိုပေမဲ့ရမုံနဲ့ရှင်ကြည့်လို့ရှိရင်ကီတီရဲ့အလားကပူပြင်းစေတဲ့အလားဖြစ်ပြီးရမုံအလားကတော့ရင်အေးစေတဲ့အလားပါရှိုက်ကိုကြီးငယ်အသေးသေးနဲ့လှနိုင်လို့နဲ့ရမုံမျက်နှာလှလေးကိုကြည့်ပြီးစကားဆိုမိကသူအခါကတက်မှတိတ်ချရတယ်တစ်ဖက်မှာအမြေကက်မိတယ်လို့တစ်ဖက်မှာလည်းရင်ခုန်မိရဲ့စိတ်တွေကထင်မှန်မထားဘဲနဲ့အခါကပေါ်လာမိတာမျိုးပါအခုကသူနဲ့ရမုံသဘောတူပေးစားခြင်းနဲ့လို့ဆိုတာပြန်တော့သူစိတ်မဆိုးမိပါပဲနဲ့ရှက်စိတ်တွေမှုထူသွားတယ်
စိတ်ကူးထဲမှာတော့ချစ်သူအနေနဲ့မရွေးချယ်မိရဲ့ဒီမိန်းကလေးကိုဇနီးအနေနဲ့ရွေးချယ်ရမှာလားမဖြစ်နိုင်ဘူးအမေသူ့လာမှကျွန်တော်ရင်ခုန်မိတာအမှန်ပဲရင်ခုန်မိတိုင်းအချစ်ရလို့တတ်မှတ်လို့မရဘူးလေအမေရဲ့လမ်းကြားတွေကအောင်နဲ့ဆိုတဲ့ခွေးကြီးလိုက်ကြိုက်လို့ရင်ကုန်စိတ်လှရှာပြီးဒုံဆိုင်ပြေးလွှားခဲ့ရတာကိုလေအချစ်လို့ကမီးတက်မှာလားအမေအောင်နဲ့ရမုံနှိုင်းစာမိရဲ့သူ့အဖြစ်ကိုတွေးမိပြီးကြော်စွာသဘောကျလုံးကပြုံးလိုက်မိတယ်ဒီကနေ့မှာအမေစိတ်ရတရားစကန်ဝင်လာကြောင်းလိုအပ်တဲ့အသုံးဆောင်ပစ္စည်းတွေကိုကိုကစိုက်ကားတွေနဲ့တင်ကလိုက်ဖို့ပြီးတရားစကန်ကမင်းဝန်တောင်ချိန်မှာရှိတဲ့ပရိပတ်တိတရားများအားထုတ်ပွားများရာဘုန်းကြီးကျောင်းဖြစ်ပါတယ်။ကျောင်းနိုင်ဘုန်းကြီးကအကျဉ်းစရိတ်တာနဲ့အညီညီထိုင်တဲ့ဘုန်းကြီးဖြစ်လို့တရားပြရာမှာလည်းနာမည်ကျော်ကြပါတယ်။တစ်နှစ်မှာ2ကြိမ်လောက်ကျောင်းမှာတရားစကန်ဖွင့်ပါတယ်။တကူလအခါကြီးရဲ့ကြီးမှာ9ရက်စကန်အခုနေုံလာစန်းနဲ့မှာ10ရက်တရားစကန်ကြီးတစ်ကြိမ်ဒါကတော့လူဝိတ္တွေကိုအဓိကထားပြီးစကန်ဖွင့်တာပါ။ဘုန်းကြီးယဟန်သီလရှင်ဆရာကြီးဆရာလေးတွေပါလူတွေနဲ့တူစကန်ဝင်ကြတယ်။ကြားကာလတစ်လျှောက်မှာတော့နေ့စဉ်သူ့အချိန်နဲ့သူကျောင်းမှာရှိတဲ့ဆရာကြီးဆရာလေးဘုန်းကြီးကိုရင်ရဟန်းနေအားလုံးနိုင်ပိုင်းနဲ့တရားထိုင်ကြရတယ်။အပြည့်အစုံကြီးမဟုတ်ပေမဲ့လည်းစွန်းကွန်းအတွက်မပူမပင်ရပဲတရားအထုတ်ကြတဲ့ဘုန်းကြီးကျောင်းဆိုရင်တော့ပုံမှန်ပါလိမ့်မယ်။ကျော်စွာတော့ပုဂ္ဂိုလ်ဆွဲတာမဟုတ်ပေမဲ့အမေတရားစကန်ဝင်ရာကျောင်းကြီးဖြစ်တာကြောင့်ဂျားကာလာတွေမှာလည်းစွန်းဟင်းကိုဟင်းတွေအတွက်စားတောင်းဆရာတွေကိုကြိုးကြားလူပစ်ပါရဲ့။အသားတို့စီဆောင်ခရမ်းကျင်တီနဲ့အိမ်ထမ်းထွက်ရှိတဲ့ဘီလက်ဘူးနဲ့စံမောင်ရဲ့ခောက်ခရမ်းကျင်တီကြောက်တွေကိုဘီနဲ့အိမ်နဲ့အပြေးသိမ်းထည့်ပြီးလူပစ်ပါရဲ့။အိမ်မှာချက်ရင်အစီမပြေတတ်တဲ့ချက်မောင်ဘူးချက်ကတော့ဆရာလေးတွေချက်ရင်တော့အလွန်စားကောက်နေတတ်တယ်။ဘုန်းကြီးကျောင်းရောက်လာပြီးမို့အမေကိုထားခဲ့ပြီးစိုက်တွဲနဲ့အိမ်ပြန်လာခဲ့တယ်။အိမ်မပြန်ခင်လေးအမေကိုစိတ်မချလို့ဒီလိုမှာခဲ့ရသေးတယ်။အမေယူနီတွေဝေစားနော်မတည့်တဲ့အစားအစာတွေနဲ့စင်ချင်တရားမှန်ရင်လည်းအိမ်ကိုစိတ်ရောက်မနေနဲ့အိမ်အတွက်စိတ်မပူနဲ့သိလားတရားပဲအားထုတ်နေနော်အေးပါသားရဲ့ရမုံကိုလည်းစုံကောက်မနေနဲ့နော်သားနဲ့ရမုံအမေကပြည်တယ်စေချင်တာသားရဲ့ဒါတွေမပြောပါနဲ့တော့အမေရဲ့အမေတရားဟုတ်သားလေစိတ်အေးလည်းအားထုတ်ဟုတ်ပြီလားကျွန်တော်ပြန်ပြီနော်အမေအေးသားသူနဲ့ရမုံကိုပြည်တယ်စေချင်တဲ့အမေရဲ့သဘောထားကရိုးရိုးမဟုတ်ဘူးသူနဲ့ရမုံကိုလက်ထပ်စေချင်တဲ့သဘောထားကိုအမေဆိုလိုတာပါအခုချိန်ထိတော့ရမုံကကျွန်တော်ရဲ့စိတ်ကူးရင်ကဘာရဲ့မင်းသမီးလေးတစ်ပါးမဟုတ်သေးဘူးအမေရဲ့အိမ်ရှိမှာစိုက်တွဲထိုးရလိုက်ပြီးမို့စိုက်တွဲသမားကိုနှုတ်ဆက်ပြီးသူအိမ်ထဲဝင်လာခဲ့လိုက်တယ်။ဟိုမှာကိုကျော်စောပြန်လာပြီ။အမေကိုတရားစကန်လိုက်ပို့ပြီးတော့အိမ်ပြန်ရောက်လာတဲ့ကိုကျော်စောကိုကြည့်ပြီးကေသီမျက်နှာလေးပြုံးပန်းဝေသွားတယ်။ကိုကျော်စောကသူမကိုလက်ထပ်ဖို့ညှင်းဆန်လိုက်ပေမဲ့ကေသီလွယ်လွယ်နဲ့လက်မလျှော့နိုင်သေးဘူး။အစကပြောခဲ့သလိုကိုကျော်စောကိုချစ်နေတာမဟုတ်ပေမဲ့လက်တွဲပေါ်အနေနဲ့ရွေးချယ်ဖို့အသင်းတော်ဆုံးလူသားချင်းမို့ကေသီလွယ်လွယ်နဲ့တော့အလျှော့မပေးတာဖြစ်ပါတယ်။နောက်ပြီးရမုံကလည်းကိုကျော်စောနဲ့သူမကိုအောင်သွယ်ပေးမယ်လို့ကတိပေးထားပါတယ်။ဒါကြောင့်ကေသီကိုကျော်စောပေါ်မှာမျှော်လင့်ချက်ထားနေရတာဖြစ်ပါတယ်။ကေသီစောစောစီစီအလဲရောက်နေရလား။ဟုတ်ကိုကျော်စော။အိုးညကျရင်ရမုံနဲ့တူလာအိပ်ပေးမလို့ပြောနေရလေ။ကေသီလာအိမ်မှာကိုကျော်စောခွင့်ပြုမှာလား။ခွင့်မပြုလဲအိမ်မှာပဲမဟုတ်လားကေသီ။အေးကိုကျော်စောကလေခွန်ကြကြနိုင်လို့နဲ့ကိုကျော်စောစကားကိုကေသီမျက်စောင်းနှလောင်လေးထိုးပြီးတော့ကြည့်ပြန်တယ်။ရမုံဆိုင်ဖွင့်တော့လေနင်းမြင့်နေပြီဟုတ်ကဲ့ကိုရမုံဆိုင်ဘက်ကိုတတုပ်ရိုက်ပြီးတော့ကေတီပါသူမနဲ့ထက်ချက်မကွာလိုက်ပါလာပါတယ်ရမုံငါပြန်တော့မေးညနေကျမှစောစောလာခဲ့မယ်နော်အေးကေတီသူ့အိမ်ဘက်ကိုပြန်သွားပါပြီကေတီပြန်သွားတယ်ဆိုရင်ပဲကိုကသူမရှိရဲ့ဆိုင်ထဲဝင်လာပြီးတော့ဒေါသထွက်နေတဲ့အကြည့်နဲ့ခက်ဆူးဆူးကြည့်လာတယ်ကေတီကိုအဖော်ကောအိတ်တာမင်းငါ့ကိုမယုံကြည်လို့လားရမုံဟာအဲ့လိုမဟုတ်ပါဘူးကိုရဲ့ဟိုအမှန်တိုင်းပြောရရင်လေကေတီကိုရမော်ခုံမအိပ်ပါဘူးကိုကေတီကသဘောကျနေရလေကိုရဲ့အဲ့ဒါကြောင့်မို့ကိုနဲ့ရမော်နှစ်ယောက်တည်းရှိနေအောင်သူစိတ်မချဘဲနဲ့သူဘာသာသူလာအိမ်မယ်ပြောတာပါရမော်လည်းမငင်းတာလို့ခေါင်းကြီးလက်ခံလိုက်တာပါကိုငါ့ကိုမင်းနဲ့စိတ်မချအောင်ငါ့အမေကိုဘာလုပ်မှာမလို့လဲကေတီဒီမှာလာနေအောင်ငါသဘောမကျအောင်တော့ရမော်ဒီတော့ဒီညဘက်ကိုသူအိမ်ကိုလာမအိတ်စေနဲ့အေးခုနကပဲလာအိတ်လို့ပြောလိုက်ပြီလေကိုရဲ့ရမုံမျက်နှာပြောင်မလုပ်ပါနဲ့ဟိုကီတီကရမုံရဲ့အချစ်ဆုံးတငယ်ချင်းမှာအချစ်ဆုံးနေမဆုံးနေငါနားမလဲဘူးသူအိမ်ကိုလာမအိတ်စေနဲ့ငါဒါပဲပြောမယ်သူရမုံကိုခက်ပြက်ပြက်ပြောပြီးဝက်ရှော့ဆိုင်ဘက်ကိုထွက်လာခဲ့တော့ရမုံထံရှိုက်တန်တဲ့ကိုသူကြားလိုက်ရရင်ငိုဟေးအားရအောင်သာငိုလိုက်မင်းကတဆိတ်ရှိမျက်ရည်ကျဖို့ပဲသိတာငါကီတီလာလိုက်တာသဘောမကျတာ
ငါကိုချင်းတရားကိုမယုံမဲနဲ့မင်းနဲ့ငါ့ကိုစိတ်မချလို့သိပြီလားသူစိတ်ထဲကြိတ်ပြီးပောက်ကွဲနေမိရဲ့ရမုံထန်လှမ်းကြည့်ပြီးမျက်ရည်ကျနေရမြင်တော့လေစိတ်မကောင်းပြန်ဘူးအခုတလုံးသူစိတ်တွေဘလို့ဖြစ်နေလဲဆိုတာကိုသူလည်းမပြောတတ်တော့ရမုံနဲ့ပတ်သက်ပြီးတော့ခဲစားချက်တွေမျိုးစုံဖြစ်ပေါ်နေပါရဲ့ဒီလေစာအတွက်ထမင်းအိုးတလုံးပဲတည်ထားဖြစ်တာကြောင့်မနေ့10နာရီထိုးတာနဲ့ကိုကိုဆိုင်နဲ့အပ်ထားခဲ့ပြီးဟင်းချက်ဖို့အတွက်အိမ်ဘက်ပြင်လာခဲ့တယ်မနေ့ကကိုသူမကိုရန်ရှာထားတာကြောင့်စကားမပြောချင်ဘူးဒါပေမဲ့လည်းမဖြစ်မနေစကားဆိုရမှကြောင့်ဟင်းချက်အောင်မဲ့ကိုလို့ပြောပြီးအိမ်ဘက်ထွက်လာခဲ့လိုက်တယ်အိမ်ဘက်ရောက်တာနဲ့ဟင်းချက်ဖို့အတွက်မိဖို့ခန်းနဲ့တန်းဝင်ဖြစ်တယ်မနေ့ကမေးချက်ပေးထားတဲ့ချမောင်ရဲ့ချင်ဆက်ကြော်နဲ့ငပိကြော်ဆက်ဆက်ဟင်းနှစ်ခွက်ကအမကန်ရှိနေပါရဲ့အမေကတရားစကန်ရက်ရှည်ဝင်မှကြောင့်ဟင်းအတွက်နောက်ဆံမတင်းရစေဖို့အထားခံတဲ့ဟင်းချမ်းနှစ်ခွက်ကိုစီလိမ့်နေအောင်ကြော်ပြီးဖန်မှုရင်းထည့်ပေးထားခဲ့ပါတယ်ဒီတော့ရမုံကဟင်းကိုထူထူချက်စရာမလိုတော့ဘူးကိုအရန်ကြိုက်တဲ့ကျမြင့်ကျတဲ့နှစ်စုံ900ဘူးကျတုံပြူချင်းလေးနဲ့စီလိမ့်နေအောင်ချက်ထားလိုက်တယ်နောက်ပြီးတော့ဟင်းရည်တောင်းအနေနဲ့ပြည်ပန်းညိုအချို့တစ်ခွက်ချက်ထားလိုက်ပါတယ်ပြည်ပန်းညိုချိုပါလျက်စားကဖြတ်ဆိုသလိုမျိုးကျင်မာဆိုတာချစားနှင်းငယ်ရှော့ခတ်ရင်းနဲ့ပေါ်ပေါ်ချူချူလေးပေါ်ပေါ်ချူချူအရေးတောင်းဟင်းကြိုလေးဆိုပါတော့ဒါဆိုရင်ချင်းငန်ဆက်အရသာစုံလင်သွားပြီလေအားလုံးချက်ပြုတ်ပြီးစီးပြီဆိုမှရေမိုးချိုးပြီးတော့အဝတ်ပါရှော့ပို့လိုက်တယ်ပြီးမှကိုအတွက်နေ့လယ်စာထမင်းဟင်းခုခတ်ပြီးအုပ်ဆောင်အောင်မှာအစင်သိပြင်ပေးထားလိုက်ပါတယ်ဒါဆိုရမုံဆိုင်ဘက်ပြန်ရောက်တာနဲ့အိမ်ဘက်ကိုပြန်လာပြီးထမင်းစားတော့လို့ရပြီလေကိုပိုင်းစာနေပြီးထင်းတယ်လို့တွေးပြီးတော့ဆိုင်ဘက်ကိုခက်တွက်ရှောင်းလာဖြစ်တယ်ညနေမောင်ကြီးပြောတာနဲ့ကီတီအိမ်ကိုရောက်လာတယ်ကီတီရှိမှကိုသူမကိုစူလီမလားဆိုတဲ့စိတ်နဲ့ရမုံမျက်ခုံးလှုပ်နေမိတယ်အမေမရှိရကြောင့်ကိုကဆိုင်ကိုအစောကြီးပိတ်သိမ်းပြီးစောစောအနားယူတယ်အဲ့ဒီမှာပဲကိုရဲ့ရမုံရဲ့ကီတီရဲ့3ယောက်သားမိနဲ့ချင်းဆိုင်ဆုံးမိကြတယ်တော်ပါသေးတယ်ကိုစိတ်ပြောင်းသွားတယ်ထင်တယ်ကီတီရှိမှရောင်လို့တော့သူမကိုအပြစ်စကားမပြောပါဘူးကီတီကညနေစာစားမလာဘူးလို့ဆိုလို့ကီတီတော့ပါထမင်းဝိုင်းပို့ပြင်ပေးလိုက်ပြီးတော့3ယောက်သားထမင်းတူစားပြကြတယ်စားတော့ပြီးပြန်တော့ကိုကလက်ဆေးပြီးအိတ်ခမ်းနဲ့တန်းဝင်သွားတယ်သူမနဲ့ကီတီပဲပကံခွဲရောက်တွေစေးကြောပြီးရနဲ့အတူတူအိတ်ခမ်းနဲ့ဝင်လာခဲ့ကြပါတယ်ကိုအိတ်ခမ်းနဲ့ရမုံအိတ်ခမ်းမျက်စောင်းထိုးကလေးပါအတီးကျဆိုရင်တော့မျက်စောင်းထိုးတစ်ခန်းကျော်လောက်ပဲကွာအိမ်ဦးခမ်းမှာအမေအိတ်ခမ်းကိုကအလေခမ်းသူမတော့အဖျားဆုံးအခန်းဆိုပါတော့ကနေ့ညကိုတောင်တို့တချင်းလာဆိုမှာတဲ့ရမုံရဲ့ညာလုံးပေါက်ဆိုပြီးလို့ငါပြောထားရသိလားအခန်းထဲကအိတ်ကရင်ကြီးပေါ်ကီတီခုံထားလိုက်ပြီးတော့ပြုံးရွှင်တဲ့မျက်နှာနဲ့ပြောလာတယ်ကိုကတထင်းနောက်ထောင်မကြိုက်ဘူးကီတီရဲ့အခန်းတကားရဲ့ပိတ်ပြီးတော့ငါ့ကိုအိတ်ခိုင်းတာဘယ်ရမလဲငါကလေကိုအိတ်တဲ့ချိန်မှာတကားထောက်ဖွင့်ပြီးနားထောင်တာပေါ့ဟာဒါဆိုကိုကျော်စွာနေပေါ်ရိုးမရွေးလာရမုံကိုကငါ့ပေါ်အမြင်မကြည့်ပါဘူးဆိုမှကီတီရဲ့သူမပေါ်တင်ကာမကင်းတဲ့အကဲခတ်အကြည့်ကိုမတိကျအောင်ဆောင်ပြီးတော့မျက်နှာလွှဲပြရတယ်အမှန်ကကိုငါ့ပေါ်ယူသားပါတယ်ကီတီငါစိတ်တရားသာကိုပေါ်မယူသားနေရငါကိုအရင်ချစ်တယ်ကီတီငါကိုပေါ်ချစ်နေမိတာလေရယူတင်နေမပါဘူးကီတီရဲ့နင်ကိုပိုင်ဆိုင်ခြင်းနေဆိုတာအချစ်မပါပါဘူးကွယ်ငါကိုပေါ်ချစ်မိရဲ့စိတ်တရားလေနှလုံးသားတစ်ခုလုံးမှာပုံအောပြီးတော့ရင်းနှီးစိုက်ထုတ်ထားရတာကီတီသူမစိတ်ထဲကနေပြောနေမိတယ်တေချာလို့လားရမုံရဲ့ငါတော့ကိုကျော်စောင်းသဘောကျရင်မချစ်ပါဘူးဒီနဲ့ကိုကျော်စောင်းတယောက်ကိုတယောက်ချစ်နေရတေချာရင်လေငါနောက်ဆုတ်ပေးမှာနော်ရမုံအဓိကနင်တို့နှစ်ယောက်ချစ်တာတေချာမှဖြစ်မှာကီတီရဲ့ရမုံကီတီစကားကိုဘလို့ပြန်ဖြေရမလဲဆိုတာမသိတော့ကီတီဘက်ကဖွပွင့်နေနဲ့ပြောဆိုလာပြီးမြင့်သူမအဖြစ်ကတော့တစ်ဖက်သက်ချစ်ဖြစ်နေရကြောင်းစိတ်ထဲရှိတဲ့အတိုင်းပွင့်လင်းပြဖို့ခက်နေပါတယ်ငါအထင်ဝေဖန်ရမှာလားရမုံသူမမျက်နှာကိုတစ်ချက်မှအလိုမပေးပဲအကဲခက်ကြည့်ပြီးပြောလာတဲ့ကီတီရဲ့စကားတွေကသူမအတွက်တော့ပြေပေါက်မရှိအောင်ကြောင်ပိတ်မိနေတဲ့တားကောင်လိုပါပဲနေဝေဖန်မအောင်ငါလဲမိနေရကီတီတငယ်ချင်းရင်ခောက်တေးပဲကိုလန့်စီရလားတငယ်ချင်းနေဆိုတာကလေတယောက်အကျိုးကိုတယောက်ရှေ့ဆောင်ပြီးနေထိုင်ကြရတာပါဟဲ့ငါဝေဖန်မှာကနင်တစုံတယောက်ကြိတ်ပြီးခန့်စားနေရမှငါမလိုလားတာနင်အကျိုးဖြစ်စေမယ့်အရာဖန်တီးပေးကြမှာတဲ့တငယ်ချင်းရဲ့ကီတီရဲ့ကျေးဇူးပါပဲငါရဲ့စိတ်ကိုစာနာနားလည်ပေးလို့လေဝေဖန်မှာနင်စိတ်ထဲရှိတဲ့အတိုင်းငါ့အားမနာတဲ့ဝေဖန်ပြဝေဖန်ပြီဟာဒီလိုဟာနင်ကိုကျော်စောင်းကိုကြိတ်ကြိုက်နေရမဟုတ်လားနင်ကလေ
ကေတီရဲ့ဒေတူစကားကြောင့်ရမုံမျက်နှာလေးပါးနီတင်ထားတဲ့အလားနီးရဲသွားတယ်။အေးဒီမျက်နှာလှလာလေးနီးရဲနေရကိုကနီကိုကျော်ဆောင်ချစ်နေတဲ့အကြောင်းဝန်ခံလိုက်တာပဲ။ဟာကေတီကလေဟာကေတီစကားတွေကြောင့်ရမုံလက်ပြားတွေအေးဆက်ထုံကျင်လာရတယ်။တိတ်ဆိတ်ခြင်းအောင်ဝန်ခံခြင်းလို့တက်ရောက်တာကြောင့်ရမုံအရွှဲမျက်နှာလေးနဲ့နှုတ်ဆက်နေလိုက်တော့ကေတီကသူမဝေဖန်ချက်အမှန်ကန်နေအောင်သဘောကျသွားပြီးဟဲပပရီမောလိုက်တယ်။ဟာဟာဟဲ့နီလူကိုလှောင်းနေရလားကေတီပခုံးလေးကိုခက်ဆက်ဆက်စိတ်လိုက်ပြီးတော့ရမုံမေးလိုက်တယ်။လှောင်းစရာလားဟဲ့ငါဝေဖန်တာဓာတ်ထိမှန်နေလို့ကျင်းနေနေမိတာအမှန်ရလေဒီကိုကျော်စောကိုချစ်နေသလိုကိုကျော်စောကလည်းနင့်ကိုချစ်နေတာပါပဲဟာဟဲအဲ့လိုရောငါအကြိုက်ကိုလာပြီးမပြောနဲ့လေဟာကိုငါ့ကိုချစ်တာမချစ်တာအပထားငါကိုပေါ်ချစ်နေရတဲ့နေကျင်းနေပြီဟာအမေအချစ်သူရဲ့ကောင်းမကြီးပေါ့လေဟုတ်လားအေးပါကြည့်ထားကိုကျော်စာနင့်ပေါ်ချစ်တဲ့အုံမုန်းစိတ်တွေထားကြပုံကန်လာအောင်လို့ငါလုပ်ပြမယ်နင်ကြည့်ထားရမုံဟဲ့မဟုတ်တရုပ်တွေတော့ရှောက်မလုံးနဲ့နော်ထိုင်နေတာအကောင်ထသွားမှကျိုးနေပါဦးမယ်ဟဲ့အမေမယုံရင်စောင့်ကြည့်ထားပါ၏ကေတိဆန်ဘလို့လာမလဲဆိုတော့မိကြံမုံမှစောင့်ကြည့်ထားပြီးတော့ပြီးမှကျေးဇူးတင်လိုက်တာတငယ်ချင်းရင်ဆိုပြီးမြည်လို့ရတော့နော်ဟွန်းတော်ပြီအဲ့ဒီကိုကျော်စောကြောင့်မပြောတော့ဟိုမှာကိုတာကြီးတို့တချင်းလာဆိုနေပြီနားထောင်ချစုအေးကေတီသူမကိုဘလို့အကျိုးဆောင်ပြီးမလဲတော့မသိဘူးသူမရင်းနေအသေးတွေကတော့ချားရဟက်စီးနေရတယ်လို့အသေးတွေတစ်လက်လက်နဲ့စိုးထိတ်ချင်းပုံနေရပါပြီကိုတာကြီးရဲ့ဆွဲဆောင်မှုကောင်းလုံးတဲ့တချင်းတန်ကိုလည်းရမုံမခံစားနိုင်ဘူးကိုသာဒီတချင်းလေးဆိုပြရင်အရင်နားထောင်ကောင်းမှာပဲလို့တွေးပြီးကိုမျက်နှာချောချောကြီးကိုသာမြင်အောင်ပြီးတော့အချိန်ကြီးကုန်နေရပါတော့တယ်ရင်ခုန်ရပါတယ်ကိုရဲ့ညာကိုအကြောင်းနေတွေးပြီးတော့ဘယ်အချိန်အိပ်ပျော်သွားလဲဆိုတာမသိဘူးညနှစ်ချက်ကျော်ကြီးမှာရမုံဘိုက်တွေရစ်လာတာကြောင့်ကေတီကိုအဖော်မခေါ်ဘဲနဲ့အိမ်အောင်ထက်ရေရင်ရှိအောင်ဆင်းလာခဲ့ဒီလိုပါပဲအချိန်မရှိဆိုလို့ရှိရင်ရေအိမ်ရမုံထပြေးတတ်တယ်တခါတလေတော့မမေကသူမခြေတန်းကြရင်အိမ်အောင်ထက်ကိုအဖော်လိုက်ပေးတတ်ပါတယ်အေးရေးဆက်တဲ့အမေကညတကောင်ကျော်ရနဲ့မျက်စိနှလုံးပွင့်နေပါပြီဒါကြောင့်သူမရေအိမ်သွားတိုင်းအဖော်လိုက်ပေးခဲ့တာ哦အခုတော့မိမိတရားစခန်းမှာမို့အဖော်မပါပါဘူးအိမ်အောင်ထက်မှလူမနေပေမဲ့အောက်တက်တစ်ခုလုံးညာလုံးပေါက်မီးအလင်းထွန်းထားပါတယ်ရေအိမ်ထဲဝင်လာပြီးကိစ္စပြီးရနဲ့သူမအိမ်မော်တက်ပြန်လာခဲ့အပေါ်တက်ရောက်လို့လေကားတက်ရောက်ရဲစီမီယာဖြတ်ခနေပြတ်သွားပါတယ်ဖះကြီးမပြတ်စဘူးဒီကနေ့ညမှပြတ်ရတယ်လို့ပုံဝန်းကျင်တစ်ခုလုံးအမောင်တီးကျသွားတာကြောင့်ရမုံရှေ့ဆက်မလျှောက်တော့ဘဲနဲ့ရောက်ရနေရမှာခြေစုံရက်နေမိတယ်ရန်တမ်းမှန်ဆန်ပြီးလျှောက်လို့ရပါတယ်ဒါမဲ့ကိုလည်းသူမလိုရန်ဖန်ရန်ခရေရင်စီသွားတတ်တာကြောင့်မတော်တဆကိုနဲ့ဝင်တိုက်မိကိုကသူမကိုအော်တော့မယ်ဒီစိတ်နဲ့တူလျှက်စစ်ပြီးပြန်လာလို့ပြန်လာညာရမုံရက်ဆောင်နေပြီအဲ့တော့ပြောရင်းဆိုရင်ကိုထွက်လာနေပြီဓမီတလက်နဲ့အခန်းထဲကထွက်လာတဲ့ကိုသူမအလင်းမြန်မဲကိုအတန်ပြလိုက်ရတယ်ကိုရေရင်သွားမလို့လားဩရမုံလားဟုတ်တယ်ရေရင်သွားမလို့မင်းအိမ်ရောက်တဲ့ဘာစင်းလုံနေရလဲရိုးမှရွေလာရမုံကိုသူမနာအောင်ရှောင်းလာပြီးမျက်နှာကိုဓမီနဲ့ထိုးပြီးတော့မယုံကြည်နဲ့ဆိုလာရင်ရမုံရက်နေရကနေကိုနာအောင်ရှောင်းလာပြီးမရိုးရအောင်ရမုံကဘာလုပ်နေလို့လဲကိုရဲ့ဘာလို့ရမှာလဲမင်းညာဟိုကောင်တောင်ညတစ်ချက်တီးတချင်းဆိုသွားတာသူတို့တညာလုံးနားဒုက္ခပေးနေလို့အခုတိကိုအိတ်မရသေးဘူးအဲ့ဒါရမုံနဲ့ဘာဆိုင်လို့လဲကိုရဲ့ဆိုင်တာပေါ့မင်းအဲ့ဒီကောင်နဲ့အိမ်အောင်စီးပြီးချိန်တွေ့နေရမဖြစ်နိုင်ဘူးလားကိုဓမီနဲ့သူ့မျက်နှာကိုအာမနာရန်ထိုးပြီးကိုဆွဆွဲနေပါပြီရမုံဝမ်းနဲ့စိတ်တွေကိုမျိုးသိမ့်လိုက်ပြီးတော့ငုံမဲမဲမျက်နှာလေးနဲ့ရမုံအဲ့လောက်ထိအပေါ်စားမဆန်ဘူးကိုရမုံပြောဘူးလေကိုသားအောင်ရမုံမကြိုက်ဘူးလို့အေးပြီးရပဲဒါဆိုလည်းပြန်တော့ကိုခန်းကိုဟုတ်ဓမီထိုးပြပြီးတော့သူမဖြည့်ရှင်းချက်ကိုကျင်းတဲ့လိုရှိသွားတာကြောင့်ရမုံစိတ်ထဲမှာပေါ်ပါသွားတယ်ကိုထိုးပြတဲ့ဓမီအလင်းရောင်နဲ့အခန်းရှိအောင်ခပ်ပြေးပြေးရှောင်မိခိုက်ဟာဘယ်ရဘလို့ဖြစ်သွားလဲမသိပါဘူးရမုံခြေထောက်တွေခွင်ပြီးပြိုလဲကြရာကနေကိုကဓမီကိုကျမ်းမီပေါ်ပစ်ချပြီးသူမကိုလေးကိုဖမ်းဆွဲထားလိုက်တယ်ကိုလက်နှစ်ဖက်ကသူမခါးနှစ်ဖက်စီအမီးရချုပ်ကင်တိုင်းဖက်ထားပါတယ်ကိုလှုပ်ချလိုက်တာနဲ့ဓမီလေးကလည်းလေကားထိပ်ကနေတစီလေကားချင်းရင်းစီကိုကစုံပေါက်ပြီးခုန်ကျသွားပါပြီသူမကားစီပွေးပတ်ထားတဲ့ကိုလက်တီဟာသူမအပြေလွတ်ပေးဖို့တတိယဟန်မတူပါဘူးကိုရဲ့လက်အထီတွေကြောင့်ရမုံမှာအသက်ရှူမှနေရပါတယ်အမောင်တူကြားမှာလူလုံးမမြင်ရပါဘဲနဲ့ကိုနဲ့သူမအခိုက်အတန့်နှုတ်ဆက်နေမိတယ်
တောင်းကြမှာကိုကသူမရဲ့ကိုလေးကိုဖြည့်လို့ပြီးမထင်မှတ်ထားတဲ့ပြုမှုလိုက်တယ်ဒီပြုမှုလေးကတော့သူမကိုလေးကိုတစ်ဖန်ပြန်လည်ပွေးဖက်ပြီးတော့သူမရဲ့မျက်နှာအနှံ့ကိုရဲ့အနမ်းကြမ်းကြမ်းနေတဲ့နမ်းဆိုင်လာတာပါရမိုးရဲ့နှလုံးသားတွေပြိုလဲရိုင်နဲ့သွားရပါပြီကိုအနမ်းနေကြမှာတိတ်ဆိတ်ဆုံးအပ်ပြီးတော့ရင်ခုန်စိုးထိတ်မှုတွေအပြည့်နဲ့ကိုအနမ်းနေကြရင်မှုမှုလျော်သွားခဲ့တယ်အမောင်တို့ကြားကိုအနမ်းနေရခက်စိတ်စိတ်ပြန်ကျဲချနေသလိုသူမကလည်းကိုရင်ခွင်ကြားထဲမှာဖက်တယ်ခိုးဝင်ပြီးတော့အနမ်းတွေကိုကြည်ပြူစွာခံယူနေမိတယ်အချိန်မိနစ်ပိုင်းများကြာလွန်သွားပြီထင်ပါတယ်ဒီချိန်ဖြက်ကနေလျှက်စီမီပြန်လင်းလာတယ်လင်းထိန်နေတဲ့လျှက်စီမီရဲ့အောက်မှာကိုနဲ့သူမအဖြစ်ကမိုးမြင်မြင်နေမမြင်ဖြစ်နေကြတယ်အရင်ဆုံးအသိဝင်လာမိတဲ့ရမုံကိုရင်ခွင်တွေကနေရုံထွက်ဖြစ်ပြီးတော့ရှက်စိတ်တွေစိုးစိတ်စွာနဲ့သူမခန်းလေးထဲကိုပြေးဝင်လာခဲ့ပါတယ်အိတ်ကရင်ထက်ကေတိပင်နာဝင်အိတ်ဖြစ်ပြီးမချဲမဲနဲ့စောင်းခေါင်းမှုခြုံထားပြလိုက်တယ်ကိုရဲ့ရှင်နေခုန်လိုက်တာအရင်ပဲရမုံဘာလို့လမ်းတာလဲရမုံကိုချစ်နေရလားဒါမှမဟုတ်အိုင်တွေးလို့ခြေစင်းုံတက်တက်ကြက်လာလားကိုအိုးဘလို့ပဲဖြစ်ဖြစ်လေရမုံကတော့ကိုအနေနဲ့ကြောင့်ယူမတက်ခံစားနေရပြီကိုရဲ့ရမုံရဲ့စိတ်တွေကရီကျင်တာလိုငိုကျင်တာလိုခံစားနေရတယ်ကိုရမုံဝင်ချစ်တယ်ဆိုရင်တော့ရမုံပျော်မိမှာပေါ့ကိုရဲ့အခုကကိုဘာလို့နန်းလာလဲဆိုတာမသိရတော့ရမုံငိုကျင်တာပဲသိတယ်ဆောင်းချုံကြားထဲမှာမျက်ရည်တိတ်တိတ်လေးကျနေမိတဲ့သူကတော့ရမုံမောကိုရဲ့မနက်မိုးလေးလိုအိယာကနူတော့ကီတီသူမဘေးမှာမရှိတော့ဘူးအိမ်နဲ့အိမ်မဲချတာမို့ကီတီပြန်သွားရောက်ပေါ့ခေါင်းရနာယူကြည့်ပြီးတော့အချိန်ကမသေးတော့ဘူးမနက်9 နာရီကျော်နေပြီမင်းညာကိုသူမကိုရင်ခုန်အောင်ပြူစားခဲ့လို့တညာလုံးအိတ်လို့မရခဲ့ဘူးလေမနက်မိုးလင်းကန်ကြီးမှာအိပ်ပျော်သွားတာချောင်းဒီလိုအိယာထားတာနေအတော်မြင်သွားတာပါကြပြကြအိယာကထားခဲ့ပြီးညနာတစ်ပြီးရနဲ့ဆိုင်ဘက်ကိုတန်းထွက်လာလိုက်တယ်ကိုလူစုကြီးကတော့ဆိုင်ဖွင့်ထားပြီးဆိုင်အောင်မျက်နှာမူပြီးတော့ဆိုင်ကယ်နှိုက်နေသူမကိုမြင်တာနဲ့ကိုမျက်နှာလွှဲသွားပါတယ်ကိုရဲ့ဘာလို့ရမုံကိုမျက်နှာလွှဲသွားရလဲကိုရမုံကိုသဘောမကျပဲနဲ့နမ်းမိခဲ့လို့အလိုမကျနေရလားထင်းချင်အားထင်းတွေးချင်အားတွေးရတဲ့အဖြစ်ကလေးအယမ်းရှင်နာဖို့ကောင်းတယ်ရမုံမျက်ရည်တွေယူဝဲပြီးစိတ်မပါလက်မပါဈေးရောက်နေမိတယ်နေကင်း10 နာရီထိုးခါနီလောက်မှကိုကသူမရှိရန်ဆိုင်လေးတဲ့ကိုဝင်လာတယ်ရမုံကိုမျက်နှာပူလွန်းလို့ကြောပြီးထားလိုက်ပါတယ်ကိုသူမနောက်ကျောနေပြီးသူမကိုစကားဆိုလာပါတယ်ညဖြစ်သွားတဲ့ကိစ္စအတွက်ကိုတောင်းပန်ပါတယ်ရမုံဟုတ်ရပါတယ်ကိုဟုတ်တောင်းပန်မလို့ပါဘူးကိုရမုံကိုမနှိမ့်သက်ဘူးဆိုတာရမုံသိပါတယ်ကိုဒီစကားကိုရှိုက်တယ်မပေါအောင်ထိန်းချုပ်ပြီးရမုံဆိုလိုက်တယ်ဒီအခါကိုရဲ့တမချတဲ့တူတူလျားလျားကိုရမုံကြားပြအောင်ကြားလိုက်ပါသေးတယ်ဘာဖြစ်ပါကိုဘက်ကစပြီးမှာခဲ့တဲ့အတွက်စိတ်ရင်းနဲ့ကိုတောင်းပန်ပါတယ်နော်ဒါနဲ့လိလေစာမချက်ရသေးဘူးမလားတွားချက်တော့လေဟုတ်ကိုဒါဆိုရမုံသွားပြီနော်ရမုံဆိုင်လေးတွေကနေအတော်နှင်ကပြေးထွက်လာခဲ့ပြီးတော့တယ်စကားပြောနေစဉ်အတွင်းကိုမျက်နှာမမူပဲနဲ့ကြုံပေးပြီးစကားပြောခဲ့ပါတယ်ဒီလောက်ထိတောင်ကိုနဲ့မြင်နေချင်းမဆိုင်ရဲခဲ့တာပါအိမ်လေးထဲရောက်တာနဲ့ထမင်းဟင်းတမ်းမချက်ပဲရမုံချုံပွဲချငိုပြလိုက်မိတယ်ငိုရလုံးလို့ရှင်နဲ့ပေါ်ရှင်းသွားပြီဆိုကမှထမင်းဟင်းချက်လိုက်ပါတယ်ဘာကြောင့်မှမသိဘူးကိုရဲ့ရမုံနှလုံးသားကြီးလေအယမ်းနာချင်ရတယ်သိလားရမုံဒီစကားတွေကိုတူတူလေးရေယူနေမိပါတယ်ကေတီယာသူမထန်တညပဲလာအိပ်ပြီးတဲ့နောက်ရက်တွေလာမအိပ်တော့ဘူးဒါပေမဲ့သူမညနေစာချက်ပြုတ်နေချိန်မျိုးဆိုရင်တော့ကေတီအလဲရောက်လာတတ်တယ်တငယ်ချင်း2ယောက်ထွေရလေးပါပြောကြရင်ရီမောမိကြပါတယ်ဆိုင်ရောထုံးစံအတိုင်းကိုနဲ့ပဲပြစ်ထားလိုက်တယ်အခုတလောကိုနဲ့သူမစကားမပြောဖြစ်ပါဘူးညာကြီးဖြစ်ခဲ့တဲ့ကိစ္စဖြစ်ပြီးတဲ့ဟာဆိုပါတော့လေဒါပေမဲ့အရင်ချိန်တွေတော့လို့သူမပေါ်မျက်နှာထားတိတိနဲ့အမူအရာမျိုးကိုမပြတော့ရမုံမနေ့ပြန်ညနေလေငါတောင်ဘက်ရွာသွားစရာရှိရဲ့ဟာအဲ့ဒါနေအားရင်အဖော်လိုက်ခဲ့ပေးပါလားကိုအကြောင်းချက်ပြုံရေးတွေးနေရကကေတီတန်အကြောင်းအတိပြန်ဝင်လာပြီးကေတီမိကိုဖြေလိုက်တယ်အချိန်မကြာဘူးဆိုရင်တော့ငါလိုက်ခဲ့မယ်လေကိုပြောပြီးလိုက်လာခဲ့မယ်အေးမကြပါဘူးကခဏပဲအေးပါရှာပါရဲ့ကေတီရဲ့ကေတီနဲ့မနေ့ပြန်ညနေသွားရမယ့်ကိစ္စအကြောင်းပြောဆိုနေလိုက်ကြပြီးတော့ပြီးရနဲ့ကေတီပြန်သွားတယ်ကိုညနေကြာလို့ရှိရင်ကေတီကတောင်ဘက်ရွာသွားကြလို့တဲ့အဲ့ဒါတယောက်တည်းဖြစ်နေလို့ရမုံကိုဖော်ခေါ်နေလိုက်သွားရမလားကိုမကြောက်ဘူးဆိုလိုက်သွားပေါ့ဟုတ်ကဲ့ခွင့်ပြုလိုက်တဲ့ကိုအတန်ကတိသားစွာပြက်နေပြီးမျက်နှာလည်းသိပ်မကောင်း
ကိုကိုပုံစံကြောင့်ရမုံစိတ်ညစ်ရပါတယ်ကိုကိုမသွားစေချင်ဘူးရှင်ရမုံမလိုက်သွားတော့ဘူးနော်ကိုကိုသွားကိုသဘောထားလာမင်းမနေနဲ့မင်းနေချင်းသလိုနေကိုကိုရဲ့ကိုကိုပြုမှုနားမလည်နိုင်တော့တာကြောင့်ရမုံတမအရှိကြီးကိုကြိတ်ချဖြစ်ပြီးကိုကိုချက်မျက်လုံးလေးပြူပြီးတော့ငေးကြည့်နေမိတယ်ရမုံသွားစို့ကေတီကဆိုင်ကယ်နဲ့ဆိုင်ရှိထိုးရလိုက်တာကြောင့်ကေတီဆိုင်ကယ်နောက်ခုံတော့ရမုံတက်လိုက်သွားတယ်နေရာတကျရှိရနဲ့ကေတီဆိုင်ကယ်ကိုမောင်းထွက်သွားပါတယ်ကေတီဆိုင်ကယ်လေးကမနှီးမမြန်နဲ့တောင်ဘက်ရွာကိုဦးတီမောင်းနေသွားတယ်ကဲရမုံနင့်တော့အားနာတယ်ဟဲ့ငါဒီရွာမှာညအိပ်ဖြစ်မှာဟာဒီတော့ကိုတောင်းဆိုင်ကယ်နဲ့အကြုံလိုက်သွားလိုက်တော့ဟဲနေရလေကိုတီငါ့ကိုစူတော့မှာပဲပြန်ကန်ဒီမှညအိပ်မယ်ပြောလာတဲ့ကေတီကြောင့်ရမုံစိတ်ရှုပ်သွားရတယ်ဒီရွာလေးကဇီးပြူကုန်းရွာနဲ့နိုင်ဝက်လောက်ဆိုင်ကယ်စီးရပါတယ်ဒီချိန်ကိုတောင်းဆိုင်ကယ်နဲ့အကြုံလိုက်ရင်ရွာကိုနေဝင်းမရောက်နိုင်မယ်တောင်ကိုသိတယ်ဆိုရင်သူမကိုစူမှာပဲလေဟိုကကိုတောင်းနာမည်ကြားရင်ကိုဒေါသထွက်နေရဒါမှလည်းမတက်နိုင်တော့ဘူးကိုဒီကိစ္စမပြောဘဲနဲ့လှုပ်ဝက်ထားရတော့မှာပဲအမလီကြောက်တက်လိုက်ရတယ်လူရောဟဲ့တကယ်လည်းမပြောလိုက်ချင်ကေတီသူမကိုမျက်စောင်းထိုးပြပြီးပြောလာတယ်ကဲပါရှိပါစေတော့ကိုမပြောရင် तू မသိတော့ပါဘူးဟဲ့သူ့မပြောနဲ့ကဲမမဟိုမဲကိုတောင်ဆောင်နေလိုက်သွားပြီးတော့အေးဒါဆိုငါပြန်ပြီနော်အေးပါကေတီကိုလက်ပြနှုတ်ဆက်ပြီးကိုတောင်ဆိုင်ကယ်နောက်မှာသူမလိုက်ပါလာခဲ့ပါတယ်ဆိုင်ကယ်လေးကတရွေ့ရွေ့နဲ့ရွာဘက်ကိုဦးတည်ပြီးမောင်းနေလာတယ်ရွာနောက်ပေါင်းရောက်ကရှိသေးတယ်ကိုတောင်ဆိုင်ကယ်ကသူမတို့အိမ်ဘက်ကိုဦးမတည်ပဲတခြားလမ်းဘက်ကိုဦးတည်မောင်းနေသွားတာကြောင့်ရမုံထိတ်လန့်သွားတယ်ကိုတောင်ဆိုင်အောင်ဘယ်ဘက်မောင်းနေရလဲရှင်အိမ်ဘက်ကိုမောင်းဖို့လေ sorry မောငါနင့်ကိုခိုးပြေးလာတာအိမ်ပြန်ဖို့အစီအစဉ်လုံးဝမရှိဘူးဘာစကားပြောတယ်ကိုတောင်ကြားတဲ့အတိုင်းပဲရမုံရဲ့သူစကားသူသဘောကျပြီးကိုတောင်ကရီပါတယ်အော်ဒါဆိုရှင်နဲ့ကေတီမောင်နှမ2ယောက်ပေါင်းပြီးတော့ကြံလိုက်တာပေါ့ဟုတ်လားကိုတောင်ဟုတ်ပါစကားမပြောပါနဲ့ဆိုင်ကယ်အားကုန်မောင်းတော့နော်ရမုံပြုတ်ကြမှာငါဆိုးမဆိုနဲ့ကိုတောင်နော်ရမုံရှေ့ကိုမကြိုက်ဘူးခိုးပြေးတိုင်းရမုံရမယ်ထင်းနေရလားစမ်းကြည့်လိုက်လေရမုံဆိုတာဘလို့မိမလို့လဲဆိုတာရှင်သိစေရမယ်စိန်လိုက်လေရမုံရဲ့ပြောဆိုကိုတောင်ဆိုင်ကယ်ကိုအမြန်နှုံးနဲ့မောင်းနေလိုက်တယ်ညတဖြည်းဖြည်းနဲ့လာတဲ့အပြင်ဆိုင်ကယ်ကလည်းရွာကိုကြော်ပြီးတစ်ဖက်ရွာထနောင်းကုန်းရွာဘက်ကိုရောက်လာခဲ့တယ်ရမုံခုံချပြန်လေကျိုးတော့မယ်ဒါကြောင့်ခုံမချရဘူးကိုတောင်လက်ကလွတ်မြောက်အောင်ဘယ်လိုလုပ်ရမလဲဆိုတာတွေးပြီးတော့ဆိုင်ကယ်နောက်ကနေပါလာခဲ့ဒီချိန်ကိုတောင်ရဲ့ဆိုင်ကယ်ရှိမှဆိုင်ကယ်တစ်စီးကကက်လန့်ဖြတ်ပြီးပိတ်ရလိုက်တယ်ဟေးခုပဲဆိုင်ကယ်သေချင်နေလားကွာသေရမှာမင်းကွာတအောင်ရဟဲကိုကြားဟင်းတန်နဲ့ဟိတ်ထွက်လာတဲ့ကိုအတန်ကကြောက်ခမန်းလေးပါဘာပဲဖြစ်ဖြစ်ကိုရောက်လာပြီဆိုရင်အတီးကရမုံအားတက်စီတယ်သူမကိုတောင်လက်ကနေလွတ်မြောက်တော့ပါမယ်အာသေပါပြီဆိုင်ကယ်ပေါ်မစင်မဲခြေထောက်နဲ့ထောက်ပြီးရက်နေတဲ့ကိုတောင်ကိုလက်သီးနဲ့အားကုန်ထိုးချိတ်ပြလိုက်တယ်ချက်ချင်းဆိုသလိုပဲဆိုင်ကယ်ပေါ်ထိုးချသွားပြီးတော့တတိလေးမြင်မျောသွားသူကကိုတောင်မှာကိုခုတက်ဆိုင်ကယ်တော့အိမ်ကြမှာသိမယ်ကိုတောင်ကဆိုင်ကယ်ပြီးကြောင်မီရက်နေတဲ့သူမကိုအော်တော့ရမုံလေးကြောက်လန့်တကြားနဲ့ဆိုင်ကယ်ဆန်နိုးနေပြီဖြစ်တဲ့ကိုရဲ့ဆိုင်ကယ်ပေါ်ကိုကတ်တုတ်တက်ထိုင်လိုက်တယ်ဒီအခါသူမကိုဒေါသထွက်နေတဲ့ကိုကဆက်ရှင်ကိုအားကုန်မြှင့်လိုက်ပြီးဆိုင်ကယ်ကိုမောင်းနေလာခဲ့ပါတယ်လန်တလျှောက်လုံးကိုသူမကိုစကားမပြောပါဘူးကိုခါးစီမတိမတာဆုပ်ကင်ထားပြီးရမုံထိတ်လန့်နေကြနဲ့လိုက်ပါလာခဲ့ပါတယ်အိမ်ပြန်ရောက်ပြီဆိုတော့မှကိုဒေါသတွေကသူမအပေါ်မှာစုပြုံပောက်ကွဲလာတယ်ယောက်ျားအရန်လိုချင်နေတယ်ပေါ့ဟုတ်လားရမုံဟင်းကိုရမုံအဲ့လိုအကြည့်နဲ့ကြည့်ပြီးမဆွဆွဲပါနဲ့ဒါဆိုဘာလို့တောင်းခွန်တော့လိုက်သွားရလဲယောက်ျားလိုချင်နေတာမဟုတ်ဘူးဘာလိုချင်တာလဲသွားတော့ကေတီနဲ့တူသွားတာမဟုတ်ဘူးလားအပြန်ချမှာတောင်းဆိုင်ကနေပြန်တာဘာသဘောလဲကေတီကဖုန်းဆက်တီးပြီးတောင်းနဲ့လိုက်ပြေးတာတဲ့ဒါဘာလို့ဝင်မခံပဲညာနေရလဲကိုသူမရဲ့ပခုံးနှစ်ဖက်ကိုသူ့လက်ကြီးနှစ်ဖက်နဲ့ကက်ကြမ်းဆုပ်ကန်လှုံရမ်းကမီးလာတာကြောင့်ရမုံပခုံးနေနာကျင်သွားရတယ်မဟုတ်ပါဘူးကိုရဲ့ရမုံဘလို့ရှင်းပြရမလဲမသိတော့ဘူးကိုဘလို့ပြောမှယုံပါလဲရမုံတောင်းပန်လေးတဲ့နဲ့ငိုမဲလေးမိလိုက်တယ်ရှင်းမပြနဲ့မင်းစကားတွေငါမယုံမိယောက်ျားအရန်လိုချင်ရစီရမယ်ဟုတ်ပြီလားအိုးကိုတာပါလိုက်တာလေကိုသူမကိုလေးကိုကောက်ချပြီးအိမ်ပေါ်တက်လေကားတစ်တိုင်းတတိချင်းလှမ်းတက်သွားတယ်ကိုရမုံဘာလို့မလို့လဲလို့ကိုမဖြေပါဘူးဒေါသကြောင့်ညီမြန်းနေတဲ့ကိုမျက်နှာမထထန်ကိုသာရမုံမြင်နေရတယ်
အပေါ်တက်ရောက်တာနဲ့အခန်းတကာကိုကန်ချောင်းဖွင့်လိုက်ပြီးအခန်းဘေးမှာရှိတဲ့မိခလုတ်ကိုကိုပိတ်ပြလိုက်တယ်။တကယ်လို့အမောင်တိကျသွားပါပြီ။တင်မထားတဲ့ကိုလုံးရက်တွေကြောင့်ရမုံအံ့ဩပြီးအံ့ဩခဲ့ရတယ်။ညအမောင်ရင်ချာမှာသူမရဲ့အပြိုစင်ဘဝလေးကိုခိုးယူချီးမွားပစ်ခဲ့ပါပြီ။ကိုရဲ့ဘာလို့ရမုံကိုအခုလိုပြုတ်မှုရရလဲ။အဲ့ဒါကိုအချစ်လို့တော့ကပီးမထိုးလိုက်ပါနဲ့။ကိုရမုံကိုပေးနေအချစ်မဟုတ်ဘူး။ရမက်တွေအိမ်ဒီညာကရင်ကုန်ရတဲ့ညာလေးတညာဆိုပေမဲ့ရမုံမပျော်ပိုက်ခဲ့ဘူး။ဘာလို့လဲဆိုတော့ကိုကရမုံကိုချစ်တာမဟုတ်ပဲအနိုင်ကျင့်နေခဲ့တာပါ။ကိုမုန်းနဲ့ကိုရမုံကိုအနိုင်ကျင့်နေ။မနဲ့လင်းတော့ကိုရင်ဘက်ကြီးကိုထုနှက်ပြီးတော့ရမုံရှာကြီးတငယ်ငိုကြွေးနေမိတယ်။ကိုကသူမကိုယူဝေစာကြည့်လာပြီး sorry လို့မပြောချင်ဘူးရမုံ။ငါမင်းကိုလက်ထက်ယူမှာ။ဒါပေမဲ့မင်းညကဘာလို့မင်းတောင်းတော့ကိုလိုက်ပြေးရလဲ။ဟင်းဘာလို့လိုက်ပြေးရမှာလဲ။ကီတီကတောင်ဘက်ရွာမှာညအိမ်မှာမို့လို့ကိုတောင်းဆိုင်ကဲနဲ့အကြုံလိုက်လာခိုင်းတာ။ဒါဆိုဘာလို့တောင်ကဆိုင်ကဲကိုရွာကြော်ပြီးတော့တစ်ဖက်ကိုမောင်းရတာလဲပြော။နောက်ပြီးမင်းတောင်နဲ့ခိုးရလိုက်ပြေးသွားတယ်ဆိုပြီးငါစီဖုန်းဆက်ပြောလို့ငါချိန်မီမင်းကိုကယ်နိုင်ခဲ့တာနော်ရမုံ။ဟင်းအဲ့တော့ရမုံလည်းမသိဘူး။ရမုံကိုတောင်တော့ကိုအကြုံတက်လိုက်လာခဲ့တာ။ဘာကြောင့်ကိုတောင်စိတ်ပြောင်းသွားလဲဆိုတော့ရမုံမသိဘူး။ကီတီလည်းဘာသဘောနဲ့ကိုစီမဟုတ်တန်းနေရတယ်ဖုန်းဆက်လာလဲဆိုတော့ရမုံမသိဘူး။ဒါမဲ့လောလောဆယ်တော့ကိုရမုံကိုအနိုင်ကျင့်တယ်။ရမုံရှာကြီးတငယ်ငိုချပြစ်လိုက်ပြန်တယ်။ငိုရှိုက်နေရမုံကိုကြည့်ပြီးတမအရှိချရတဲ့သူကတော့ကြော်စွာပါ။မင်းညကနေဝင်စားမှာရမုံတောင်းနောက်ကိုလိုက်ပြေးကြောင်းကီတီသူစီဖုန်းဆက်လာတယ်။တောင်းနဲ့ရမုံသဘောတူရင်ကိုပြေးတာကိုကြည့်ပြလိုက်ပါ့။အကယ်၍သဘောမတူဘူးဆိုရင်တော့လိုက်ခေါ်လိုက်ပါ့။ဒီမှာပဲရမုံပေါ်ဒေါသတွေအမျက်ချောင်းချောင်းထွက်သွားခဲ့ပြီးရွာနောက်ထိပ်မှာတောင်းဆိုင်ကအလားကိုအကွယ်တစ်ခုကနေစောင့်နေခဲ့။တောင်းဆိုင်ကရွာကိုကြော်ပြီးမောင်းပြေးပြီးဆိုကမှတောင်းနောက်ကိုတုံးဆိုင်ပြီးဆိုင်ကနဲ့လိုက်လာခဲ့ပါတယ်။အဲဒီကနေတစင်သူ့စိတ်တရားလေးဘယ်ဘလို့ဖောက်ပြန်ကုန်တယ်မသိပါဘူး။ရမုံနဲ့အခြေအနေတစ်ခုထိကြော်လွန်ပြီးသူ့အပြေကျူးလွန်လိုက်တဲ့အထိသူ့ရဲ့စိတ်တရားလုံးဝသွေးအေးသွားတော့မှပဲပြန်လည်ဆင်းစစ်မိတယ်။အဲ့ဒါတော့သူရမုံကိုလုံးဝအဆုံးရှုံးမခံနိုင်တာပါ။တောင်းနဲ့သဘောတူပြီးဖို့ဆိုတာတွေးမိုံနဲ့ပဲရင်နှွေးဆူဆူနဲ့အလောင်းခံလိုက်ရတယ်လို့ပူလောင်နေခဲ့တာပါ။ဒါဆိုရင်တော့သိကြပြီ။သူရမုံကိုအရန်ချစ်မိသွားပြီလေ။ဒါကြောင့်သူမအပေါ်တောင်းနဲ့ပတ်သက်ပြီးတော့တဝင်းတူဥတူနေခဲ့ရတာပေါ့။သိကြလား။တောင်းတော့ကိုလိုက်မပြေးဘူးဆိုတာ။ဖះစုပါကိုရဲ့ရမုံမကိုတောင်းအောင်မချစ်တာ။ဒါဆိုမင်းကဘသူ့ကိုချစ်တာလဲ။အရင်ကတော့လူတယောက်ကိုအရန်နိကချစ်မိခဲ့တာ။အခုတော့သူ့ကိုအရန်မုန်းနေ။အော်ဒါဆိုမင်းနိကချစ်ခင်မိတဲ့သူကကိုပေါ့နော်ရမုံမဟုတ်ဘူးရမုံငိုရှိုက်ပြီးခေါင်းတင်းရင်းနဲ့ဖြေတော့သူစိတ်မရှိတော့ပဲဒူးပေါ်မျက်နှာအပ်ပြီးငိုနေတဲ့ရမုံကိုလေးကိုရင်ကုန်နဲ့ဆဲသွင်းပြလိုက်တယ်မညာပါနဲ့တော့ရမုံရဲ့မင်းကိုအရန်ချစ်တယ်ဆိုတာလေကိုရိပ်မိပါတယ်ကိုလည်းမင်းကိုမညာချင်တော့ဘူးသိလားနောက်ပြီးအခြေအနေတွေကမင်းနဲ့ကိုလက်ထက်ရတော့မယ့်အခြေအနေတွေရောက်ကုန်ပြီလေဒါကြောင့်မို့ကိုအမှန်ဝင်ခံတော့မယ်နော်ရမုံရဲ့မျက်နှာလှလှလေးကိုဆွဲယူပြီးတော့သူပြောလိုက်တော့ရမုံမျက်ဝန်းတွေကအံ့ဩစိတ်တွေနဲ့ထုံမုန်းပြီးသူ့ထံကြည့်လာပါတယ်ကိုလေရမုံကိုအရန်ချစ်တယ်သိလားလက်ထက်ယူမယ်ပြီးတော့အမေကလည်းကိုနဲ့မင်းကိုအရန်သဘောတူပြီးတော့လက်ထက်စေချင်နေရလေအမေကကိုနဲ့ရမုံသဘောတူနေရရမုံသိပါတယ်ဒါမဲ့ကိုရမုံကိုချစ်တယ်ဆိုတာကိုတော့ရမုံမယုံကိုရမုံအနိုင်ကျင့်တာလို့ပဲမြင်နေကဲဒါဆိုကိုမင်းကိုအရန်ချစ်တယ်ဆိုတာကိုဘယ်လိုတက်တက်ပြရမှာလဲပြောပြန်ပြီးတော့ချစ်ပြရမှာလားပြောကလေးမမသိဘူးကိုအရန်မုံနဲ့ဒါပဲရမုံသိတော့ရမုံကိုရင်ဘက်ကြီးကိုလက်သီးနဲ့ထုနှက်ပြီးပြောလိုက်တော့ကိုကသူမလက်သီးစုပ်လေးတွေကိုဖမ်းထားလိုက်တယ်သူမမျက်နှာလေးကိုညင်သားစွာနမ်းရှိုက်လာပါတယ်ရမုံကိုမမြင်အောင်တိတ်တိတ်ကလေးမျက်ရည်ကျမိပါတယ်အခုကျနေတဲ့မျက်ရည်တွေကကိုရမုံကိုချစ်သွားပြီဆိုတာခံစားမိသွားလို့ကြားတဲ့မျက်ရည်တွေပါကိုရမုံရှင်ခွင်ကြားရဲ့တိုးဝင်လိုက်ပြီးတော့အတန်ထွက်အောင်ငိုချပစ်လိုက်ပြန်တယ်နောက်ထပ်နှစ်ပတ်အကြာမှာကိုနဲ့ရမုံမင်္ဂလာလက်ထပ်ပွဲလေးကျင်းပဖြစ်ပါတယ်ရမုံနဲ့ကိုလက်ထပ်ပွဲပြီးမြောက်လေမှကီတီကသူမထံကိုအဖြစ်မှန်ပြောပြလာပါတယ်ကိုကရမုံကိုချစ်မချစ်အကဲဆန်းလို့ကိုတောင်နဲ့ကီတီတို့မောင်နှမနှစ်ယောက်တိုင်ပင်ပြီးဆိုင်ကနဲ့တင်ပြေးကြအောင်ဆောင်ခဲ့တာပါတဲ့အကယ်၍ကိုကျော်စွာရမုံကိုလိုက်မခေါ်ဘူးဆိုရင်လေကိုတောင်ကရမုံကိုပြန်ပို့ပေးမှာပါတယ်လေကြားကြောင်ကူညီပေးလိုက်ရလို့
သူ့အကူအာလူးသီးထသွားတဲ့အကြောင်းစမြုပ်ပြန်ပြောရင်းနဲ့ရမုံနဲ့ကေတီတို့ဟာတိုက်ရီမောလိုက်ကြပါတယ်။အခုတော့ရမုံဘွားလေးကကိုကိုရဲ့ရင်ခွင်နွေးနွေးချမှာကိုကိုချစ်တွေနဲ့နှွေးထွေးလို့ပျော်ရွှင်နေရပါပြီရှင်။ဟုတ်ကဲ့ပါရိသတ်များရှင်။ဒီခုတင်ဆက်ပေးခဲ့တဲ့ဇာတ်လမ်းလေးကတော့စာရေးသူမေချိုခိုင်ခိုင်အောင်ရေးသားထားတဲ့ချစ်စိတ်တိတ်တိတ်ဆိုတဲ့ဇာတ်လမ်းလေးကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးပဲကြိုက်နေတတ်မယ်လို့မျှော်လင့်ပါတယ်ရှင်။ ဟုတ်ကဲ့နားဆင်ပေးခဲ့တဲ့တဦးတယောက်ချင်းစီတိုင်းကိုဒီစားကအထူးပဲကျေးဇူးတင်ပါတယ်။ဒါတို့နောက်ထပ်ဇာတ်လမ်းကောင်းတွေနဲ့တူပြန်လာပါမယ်ရှင်။